တရားပွဲမစခင်ပေါ့ဦးဇင်းရှင်ထဲမှာရှိတဲ့စကားလေးတစ်ခွန်းအရင်နှုတ်ဆက်ခွင့်ပြုပါနော်ဒါတရားကိုယ်ထဲမှာမလိုအပ်လည်းဖြတ်ပလိုက်ပေါ့ကွာနော်အဲ့တော့တရားမဟောခင်ဘာပြောခြင်းလဲဆိုတော့တို့စင်ကာပူဒီနေ့တရားပွဲလာဖို့အစီအစဉ်ကအမှန်တန်နေပါတယ်ဒါပေမဲ့ဒီကဒကမာကြီးတွေရဲ့ပေးရှောင်မှုရဲ့ဦးဇင်းကလည်းစင်ကာပူကိုကျေးဇူးတင်စကားပြောချင်တာနဲ့နော်ဒါလာပြစ်သွားတယ်ဆိုကြပါတော့အဲ့တော့ခုပြောချင်တာကတို့မြန်မာနိုင်ငံလွတ်လပ်ရေးတိုက်ပွဲနော်အခုနောက်ဆုံးတိုက်ပွဲမှာနော်စင်ကာပူနိုင်ငံမှာရောက်ရှိနေတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့စွမ်းစမ်းတမန်နော်ရွတ်ဆောင်ပေးခဲ့တဲ့ရှေ့ဆောင်ပေးခဲ့တဲ့တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေကအားလုံးသိတဲ့အတိုင်းပဲမြန်မာနိုင်ငံမှာမြို့နေလူဒန်းစားနဲ့တောနေလူဒန်းစားတောနေလူဒန်းစားကအမတန်များပါတယ်အဲ့ဒီများတဲ့တောနေလူဒန်းစားကလည်းစာမတတ်ကြပါဘူးအဲ့တော့ပညာနည်းတဲ့တိုင်းပြည်တစ်ပြည်ဖြစ်ပါတယ်ပါစနစ်နဲ့တွက်ကြည့်ရင်ဒေါ်အောင်ဆန်းစုကြည်ပြောသလိုနော်30%လောက်တောင်စာမတတ်ကြပါဘူးအဲ့တော့အသိပညာနည်းတဲ့တိုင်းပြည်မှာလမ်းပြောင်းနေတဲ့အချိန်ဒီနေ့စင်ကာပူနိုင်ငံသားနော်နိုင်ငံကြီးသားမျက်စိကြီးနားကြီးပုဂ္ဂိုလ်တွေကခြေကနေစွမ်းစွမ်းတမန်ရွရွချွန်းချွန်းနော်ရွတ်ဆောင်ပြခဲ့တဲ့အတွက်ဒီနေ့လွတ်လပ်ရေးတိုက်ပွဲမှာသူတော်ကောင်းတို့ရဲ့စွမ်းဆောင်ချက်ဟာတစိမ့်တရေသာအလွန်မြန်မာနိုင်ငံအတွက်ကြီးစုများပါတယ်မြန်မာနိုင်ငံဟာနှစ်ရှည်နှစ်ပေါင်းရာစုနှစ်ထက်ဝက်ပေါ့လေ53နှစ်တိုင်အာဏာရှင်စနစ်ဆိုးကြီးအောက်မှာနော်နှစ်မွန်းပြီးတော့နေခဲ့ကြတာမယုံနိုင်မကန်နိုင်မလုံနိုင်မရှားနိုင်နဲ့ဖြစ်ခဲ့ကြတာဒီတစ်ချိန်တော့ယုံနိုင်ခဲ့ပြီလို့ယူဆရပါတယ်နော်အပြီးတော့မတိုင်သေးပါဘူးအဲ့တော့အဲ့ဒီတာဝန်တွေကိုနိုင်ငံနဲ့နိုင်ငံသားကောင်းနိုင်ငံသားကောင်းတွေပြီးနော်ကျေးဇူးပြုခဲ့ကြတယ်တို့စင်ကာပူနိုင်ငံရောက်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကိုဦးစင်းကအထူးပဲလေးစားပြီးတော့ကျေးဇူးတင်ဂုဏ်ပြုပါကြောင်းဒီစကားလေးဥစွာပြောကြားခွင့်ပြုပါနော်အားလုံးကိုကျေးဇူးတင်ပါတယ်နော်မြန်မာနိုင်ငံကြီးရဲ့ကိုစားနိုင်ငံသားများအားလုံးရဲ့ကိုစားစင်ကာပူနိုင်ငံရောက်မြန်မာနိုင်ငံသားအားလုံးကိုလေးစားပါတယ်ကျေးဇူးတင်ပါတယ်ဂုဏ်ယူပါတယ်ဟုတ်ပါလားကဲကောင်းပြီအဲ့တော့နောက်ပိုင်းဒါတရားစကြဆိုတရားနဲ့တော့လူတာနဲ့တော့မဆိုင်တော့ဘူးเนาะအဲ့တော့အခုဦးဇင်းတို့တွေအရှိဥစွာဦးဇင်းပြောချင်တာကအခုဦးဇင်းတို့သူတော်ကောင်းတို့ကိုးကွယ်ကြတဲ့ဗုဒ္ဓဘာသာဟာအဓိကဘာကိုအားထားရတဲ့ဘာသာလဲဦးဇင်းတို့သူတော်ကောင်းတို့အဓိကအားထားရတာကမြတ်စွာဘုရားရဲ့အဆုံးအမနော်သီလသမာဓိပညာဆိုတာအဲ့ဒီအဆုံးအမတရားတွေပေါ့နော်အဲ့တော့ကောင်းပြီဦးဇင်းပြောချင်တာကဦးဇင်းတို့မှာကိုးကွယ်ရာအဖြစ်ဘုရားတရားသံဃာယရဏ3ပါးမရှိဘူးလား3ပါးယရဏဒီယရဏ3ပါးကိုကိုးကွယ်ရတာလဲဘာကြောင့်လဲလို့မေးရင်တခုတည်းသောအကြောင်းကတရားပဲမြတ်စွာဘုရားဘာကြောင့်ဘုရားဖြစ်လဲတရားသိလို့ဘုရားဖြစ်ဘာသိလို့တရားဟုတ်ပြီအဲ့တော့မြတ်စွာဘုရားသည်တရားသိလို့ဘုရားဖြစ်တယ်သူသိထားတဲ့တရားကိုတို့ဒီနေ့တရားဓမ္မတွေသိအောင်တတ္တဝါအများသိအောင်လမ်းညွှန်မှုတွေမပေးခဲ့ဘူးလားပေးခဲ့ပါဘူးသူကိုယ်တိုင်လည်းသိတယ်အများသိအောင်လည်းလမ်းညွှန်ခဲ့လို့သူ့ကိုဘာလို့ခေါ်လဲဘုရားလို့ခေါ်တာဒါကြောင့်သူ့ကိုကိုးကွယ်ရတယ်အဲ့တော့သူသိသွားတဲ့တရားကဘယ်လိုတရားမျိုးလဲလောကသဘာဝအမှန်တရားပြန်ပြောကြည့်တာလောကဆိုတာကတလောကလုံးနဲ့ဆိုင်တဲ့ဘုရားမြတ်စွာဟာနိုင်ငံတကာလူမျိုးတစ်မျိုးတည်းနဲ့ဆိုင်တဲ့ဘုရားမဟုတ်ဘူးတော့ကဘာတစ်ခုတည်းနဲ့ဆိုင်တဲ့ဘုရားတောင်ဟုတ်တလောကလုံးနဲ့ဆိုင်တဲ့ဘုရားဒါကြောင့်ဗုဒ္ဓလောကေသမုပ္ပန္နောဟိတာယသဗ္ဗပါဏိနံတယ်လို့သုံးတယ်
လောကီလောကသုံးပါးမှာဗုဒ္ဓောဆိုတဲ့သစ္စာလေးပါးမြတ်တရားကိုပိုင်းခြားထင်ထင်သိမြင်တော်မူသောမြတ်စွာဘုရားရှင်တို့ပွင့်ထွန်းပေါ်ပေါက်လာတယ်ဆိုတာသဗ္ဗပါဏိနာအလုံးစုံသောတတ္တဝါတို့၏ဟိတာယအကျိုးငါတတ္တဝါအလုံးရဲ့အကျိုးပွင့်လာတာဗုဒ္ဓမြတ်စွာကိုလူမျိုးတစ်မျိုးတွေကလည်းပိုင်လို့မရဘူးနိုင်ငံတစ်နိုင်ငံနဲ့ကလည်းပိုင်လို့မရဘူးနိုင်ငံတစ်နိုင်ငံနဲ့ဆိုင်တဲ့တရားလည်းမဟုတ်ဟုတ်ပြီနော်အဲ့တော့ဘာလို့တလောကလုံးနဲ့ဆိုင်တယ်ဆိုမြတ်စွာဘုရားအခုဟောခဲ့တဲ့တရားတော်တွေဟာတလောကလုံးအတွက်အကျိုးရှိမရှိရှိပါတယ်မှန်ဆိုကြပါစို့ကောင်းတာလို့ရင်ကောင်းကျိုးပေးမယ်ဒါမြတ်စွာဘုရားမပြောဘူးလားပြောတာမြတ်စွာဘုရားပြောလို့မှန်နေတာလားလောကအမှန်တရားလားအဲ့ဒီတလောကလုံးနဲ့မဆိုင်ဘူးလားကောင်းတာလို့ရင်မကောင်းတာလို့ရင်ဒီနိယာမတရားတွေဟာလောကမှာငကိုရှိပြီးသားတလောကလုံးနဲ့ဆိုင်နေတဲ့တရားသို့တော့ဘုရားမပွင့်ရင်မသိဘူးဘုရားပွင့်မှသိတာအခုကြည့်လေဗုဒ္ဓဘာသာကလွဲရင်တခြားသောကိုးကွယ်မှုဘာသာတွေကြည့်လိုက်ဒီအမှန်တရားမျိုးသူတို့ဘာသာထဲမှာပြောထားဟောထားလမ်းညွှန်ထားတာမရှိဘူးဘာလို့မရှိဘူးဆိုမသိလို့ဘုရားမြတ်စွာဘုရားလျင်သိနိုင်တယ်အဲ့တော့လောကအမှန်တရားကိုသိခဲ့တဲ့အတွက်လောကအမှန်တရားကိုထုတ်ဖော်ပြောတဲ့အခါမှာသူ့အဆုံးအမကိုသိတဲ့တရားဓမ္မတွေဘာသာဝင်တွေအကျိုးများမများတန်ဖိုးရှိမရှိရှိပါဘူးအဲ့တော့ကောင်းတာလို့ရင်ကောင်းကျိုးပေးတာလဲဗုဒ္ဓဘာသာကိုယုံကြည်သက်ဝင်သူအတွက်ပဲပေးတာလားဟုတ်ပြီနော်ဘယ်ဘာသာကိုယ်ွယ်ကောင်းတာလို့ရင်တော့ကောင်းကျိုးပေးမှာမကောင်းတာလို့ရင်အခုငရဲကြီးရှစ်ထပ်မရှိဘူးလားငရဲတိရစ္ဆာန်ပြိတ္တာသူတကယ်ဆိုတဲ့ဘုံတွေမရှိဘူးလားယုံသလားအဲ့ဒီဘုံတွေဘယ်သူရောက်မကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ရောက်မှာဘုရားဘာသာရောက်မှာလားခရစ်ယာန်ရောက်မှာလားမွတ်စလင်ရောက်မှာလားဟိန္ဒူရောက်မှာလားတရုတ်ရောက်မှာလားကလားရောက်မှာလားဗမာရောက်မှာလားကချင်ရောက်မှာလားမကောင်းတာလုပ်တဲ့တတ္တဝါရောက်မှာကောင်းတာလုပ်ရင်နတ်ဘုံမြမဘုံမရှိဘူးလားနောက်ဆုံးနိဗ္ဗာန်တိုင်အောင်ချမ်းသာဒုက္ခတွေမရှိဘူးလားအဲ့ဒီဟာဘယ်လိုပုဂ္ဂိုလ်တွေရောက်ဒါဓမ္မနိယာမကြီးမဟုတ်လားဒါဖြင့်တလောကလုံးနဲ့လည်းဆိုင်မဆိုင်တဘာဝလည်းကြမကြသူကမြတ်စွာဘုရားပြောလို့ကောင်းတာလို့ကောင်းကျိုးပေးသွားတာလားတဘာဝနိယာမလားဒါတရားနော်တရားကိုရွေးချယ်တတ်ဖို့လိုတယ်ကိုဦးဇင်းတို့သူတော်အောင်တို့ကိုးကွယ်တာဟာမြတ်စွာဘုရားကိုကိုးကွယ်ရတာလဲတရားကြောင့်တရားကိုကိုးကွယ်ရတာလဲတရားကြောင့်ဒါကြောင့်ဦးဇင်းကအခုမြန်မာနိုင်ငံမှာကြတော့နော်ဒီမှာကြတော့ပညာတတ်တွေပညာရှိတွေနောက်ပြီးတော့တရားဓမ္မကိုအလိုရှိတဲ့ဆရာတော်ကိုအလိုရှိသလိုနာယူနိုင်တဲ့ဘုန်းရှင်ကံရှင်ပါရမီရှင်တွေဖြစ်နေလို့ဦးဇင်းကဘာမှမမေးတော့ဘဲနဲ့ဒီတိုင်းအကုန်ကြိုပြောသွားတယ်နော်ဘာလို့ဆိုဒီမှာပညာရှိတွေဘုရားကကျုပ်ကပြောဟောမှတော့နည်းနည်းခက်ကြောက်နော်ဘာလို့ဆိုတော့မြန်မာနိုင်ငံသားတွေတဲ့ခင်ဗျားတို့ကအများကြီးကန်ထူးတဲ့မြန်မာနိုင်ငံသားတွေမှာကန်ထူးတဲ့ပုဂ္ဂိုလ်တွေအဲ့တော့အခုခင်ဗျားတို့အမြဲနာနေရတဲ့ဆရာတော်တွေကမြန်မာနိုင်ငံသားတွေအမြဲမနာရဘူးဗျနာခွင့်မရှိကြဘူးဗျနော်ဟိုကပိတ်တရားဆိုနော်ဟိုကနှောက်ရက်မြန်မာနိုင်ငံမှာကအဲ့လိုအဲ့တော့အခုဒီမှာကခင်ဗျားတို့ကအလိုရှိတဲ့ဆရာတော်ကိုပြင်ပြီးတော့တနိုင်ငံလုံးမှာရှိတဲ့မြန်မာလူမျိုးတွေအချိန်မရွေးနာလို့ရတယ်ဆန္ဒသာရှိရင်နာလို့ရတယ်ဟုတ်ကလားအဲ့တော့အခုဒီအခြေခံတရားတွေကမြန်မာနိုင်ငံသားတွေကြသိဖို့အမတန်ခဲရင်နေအဲ့တော့ဒုဒကာဓမ္မတွေကတော့သိပြီးသားအဆင့်လောက်ထားပြီးတော့ဦးဇင်းကပြောရမှာဆိုတော့နော်ဘုရားကိုဘာလို့ကိုးကွယ်လဲလောကသဘာဝအမှန်တရားကြီးကိုသိမြင်ဟောကြားခဲ့လို့ကိုးကွယ်တယ်ပုံမှန်ကျအဲ့လိုသင်ရတာကကြီးကစအကုန်သင်ရတယ်ခင်ဗျားတို့တော့မသင်တော့ပါဘူးဒီတိုင်းပဲမှတ်လိုက်ပါတော့လောကသဘာဝအမှန်တရားကိုသိမြင်ဟောကြားခဲ့လို့သိလဲသိတယ်ဟောလဲဟောခဲ့ဒါဖြင့်တရားကိုဘာလို့ကိုးကွယ်ရလဲဆိုတရားကလောကသဘာဝအမှန်တရားဖြစ်နေလို့တရားသူကိုယ်တိုင်လေအဲ့တော့ဟိုမှာတော့အဲ့ဒါအစင်ဆောင်တက်အောင်ကိုတော်တော်ပြောယူရတယ်နော်တရားကိုဘာလို့ကိုယ်ွယ်လဲဆိုလောကသဘာဝအမှန်တရားကိုသူကကိုသွားတယ်ကိုဆိုတာကနံစာဆိုတာကဓမ္မဆိုတာဓမ္မသူကိုယ်တိုင်ကိုပြောတာဖြစ်တဲ့အတွက်နံစာသုံးစရာမလိုတော့ဘူးအဲ့တော့မြတ်စွာဘုရားကိုကိုးကွယ်ရတာလောကသဘာဝအမှန်တရားကိုဟ
သူကြတော့ဒီမှာနာမဝိသေသနာအနေနဲ့အထူးပြုပြီးပြောရမှာမို့လို့ယူသုံးရတာနော်ကံမမသိကတ္တမမသိဒီလိုဖြစ်နေကြတာဟုတ်ဒီမှာတော့ပညာတတ်တွေဆိုတော့ဒါပြောစရာမလိုတော့အဲ့တော့လောကသဘာဝအမှန်တရားကိုသိမြင်ဟောကြားခဲ့လို့မြတ်စွာဘုရားကိုကိုးကွယ်တယ်တရားတော်ကိုကိုးကွယ်တာကြတော့လောကသဘာဝအမှန်တရားဖြစ်နေလို့ဟုတ်ကဲ့လားနောက်တစ်ခါတန်ခါကိုကိုးကွယ်ရတာကြတော့ဒီလောကသဘာဝအမှန်တရားတွေကိုကျင့်ဆောင်နေတဲ့ပုဂ္ဂိုလ်တွေကျင့်လဲကျင့်တယ်ဆောင်လဲဆောင်မြတ်စွာဘုရားလမ်းညွှန်မှုတွေတန်ခါတော်တွေကမကျင့်ရဘူးလားကျင့်လဲကျင့်ပြီးတော့ဆောင်ထားအဲ့ဒါတန်ခါဝတ္တရားဒါကြောင့်မို့တန်ခါတော်တွေကိုကိုးကွယ်အပိုင်း၃ပိုင်းသိပြီနော်ကဲဒါဖြင့်တို့ဗုဒ္ဓဘာသာကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေမှာကောအခုဦးဇင်းကပြောပြလို့သိပြီတို့အဓိကကိုးကွယ်စရာကယရဏ၃ပါးပဲဆိုပေမဲ့အားထားရမှာကဒီလောကအဲ့ဒီတရားလောကသဘာဝအမှန်တရားတကယ်အားထားရမှာကလောကသဘာဝအမှန်တရားဒါကိုလက်ဆုပ်လက်ကင်ထားဟုတ်ပြီနော်အဲ့တော့တရားတော်ကိုအားထားနိုင်ဖို့တို့တွေဘာလုပ်သင့်တယ်လဲတို့မှာဗုဒ္ဓဘာသာဝင်ဖြစ်လာရင်ဘာတွေလုပ်သင့်တယ်လဲဒီလာမာဒီပညာတော်ပါပြန်တော့မြန်မာတော့ပါဘုရားသုံးပါးလာတာအဲ့တော့အပိုင်းနှစ်ပိုင်းပြောမယ်နော်ကိုးကွယ်စရာကဘုရားတရားတန်ခါယရဏဘယ်နှပါလဲ၃ပါးအဲ့ဒါကိုယ်တွေအများကြီးဟောထားခဲ့ပြီမင်းတို့လေ့လာလိုက်တော့နော်ယရဏလို့ဘာလို့ခေါ်လဲဘာကြောင့်ယရဏထိုက်တယ်လဲပြောခဲ့ပြီအဲ့ဒါတွေအချိန်ကုန်ခံပြီးတို့မပြောတော့ဘူးနော်ယရဏ၃ပါးအားထားစရာဆိုတာကိုလောကရန်နဲ့ရင်ဆိုင်မယ်နော်လောကထဲမှာခုတော်တို့ကိုးကွယ်ရရှာတယ်ဆိုတာပူလောင်ခြင်းလို့လားငြိမ်းအေးခြင်းလို့လားဆင်းရဲခြင်းလို့လားချမ်းသာခြင်းလို့လားချမ်းသာခြင်းနဲ့ငြိမ်းအေးခြင်းနဲ့ဆိုဘာလက်ကင်ထားတရားလက်ကင်ထားတရားလက်ကင်ထားမယ်အဲ့သီလသမာဓိပညာတရားပဲနော်အခုတရားလေးနဲ့ပြောကြည့်အောင်ဘာလက်ကင်ထားမယ်အဲ့တော့တရားလက်ကင်ထားနိုင်ဖို့ဘုရားဘာသာဝင်တွေအတွက်အခြေခံလုပ်ငန်းစဉ်ဘာတွေလုပ်သင့်တယ်လဲလောကမှန်တရားတွေအဲ့ဒီစကားလို့ကျင်တာလောကသဘာဝအမှန်တရားလက်ကင်ထားရတော့မယ်ဆိုရင်တစ်ချက်သိအောင်လုပ်ပါဘာလုပ်ရမလဲမသိဘဲနဲ့လက်ကင်ထားလို့ရမလားအားထားလို့ရမလားမရဘူးသိရမယ်သိပြီးရင်သိလဲသိရမယ်အဲ့တော့ပထမတစ်ချက်ကဗုဒ္ဓဘာသာဝင်တိုင်းရဲ့ဝတ္တရားတာဝန်2ရပ်ရှိပထမတစ်ချက်ကတရားသိအောင်လုပ်ရဘာလုပ်ရမလဲနံပါတ်2ချက်ကသိသည့်တရားတိုင်းကျင့်ဆောင်နေမရဘူးကျင့်ဆောင်အခုအရိနာကန္တိကလမှာတရားစခန်းနေအပတ်စဉ်နေလုပ်ပြီးမကျင့်ကြဘူးလားကျင့်တယ်စခန်းဝင်နေတော့ကျင့်တယ်လီကားမဟုတ်အပေါက်ထွက်တာလည်းလွတ်သွားပြီဟမ်ဟုတ်လားမဟုတ်လားမျက်စောင်းထိုးရတာနဲ့ဟိုလူမကြည့်ခြင်းရတာနဲ့ဒီလူကြည့်ခြင်းရတာနဲ့ငါတော့အမြင်ကပ်နေပြီတဲ့တရားအားထုတ်နေတဲ့လူတွေတဲ့ပြီးတော့3ယောက်စု2ယောက်စုအတင်းနေလှည့်ပြောဟုတ်လားမဟုတ်ဘူးလားမညာပါနဲ့ကျုပ်သိပါတယ်ဘာလို့ဆိုယောဂီတိုင်းလုံနေကြခင်ဗျားတို့စင်ကာပူမှာမနေ့တနေ့ကမှလုံနေတဲ့လူမပြောနဲ့ဟိုမှာအနှစ်20ကျော်30ကျော်ရိတ်တာနေတဲ့လူတောင်အဲ့ဒီအကျင့်ပဲကျင့်တယ်အဲ့တော့ကျင့်တာက training နော်အခုစကန် camp တွေလုပ်တယ်နော် corporation တွေ corp တွေလုပ်တယ်ဆိုတာဘာလို့လဲကျင့်တာ training center နော်အဲ့ဒီကျင့်တာဘာလို့ဖို့လို့ဆိုဆောင်ထားဖို့ဈေးထဲရောက်လဲဒီအကျင့်တိုင်းအိမ်ပြန်ရောက်လဲဒီအကျင့်တိုင်းလောကရန်နဲ့ကြုံလိုက်ဒီအကျင့်တိုင်းမတုံမလို့ရင်ဆိုင်နိုင်အောင်တရားကိုဆောင်ထားနိုင်ဖို့အဲ့တော့ကျင့်တစ်လုံးနဲ့မရဘူးဘာလို့ရမလဲကျင့်လဲကျင့်ရမယ်ကျင့်တတ်သလားဒါကြောင့်ဗုဒ္ဓဘာသာဝင်တိုင်းမှာလုပ်ငန်းတာဝန်ဘယ်နှရရှိလဲ2ရတစ်ကတရားသိအောင်လုပ်ရဟုတ်ပြီနော်အဲ့တော့မြန်မာနိုင်ငံမှာတော့စနစ်တကျဥစဉ်ရသင်ပေးရတယ်မြတ်စွာဘုရားအဆုံးအမကိုသိအောင်လုပ်ရပါမယ်ဘုရားဟောတော်မူကြိုတယ်ဗျာနော်အဲ့တော့နံပါတ်1နံပါတ်2ကျတော့သိသည့်တရားတိုင်းလိုက်နာရှင်းဆောင်ရပါမယ်ဘုရားဟုတ်လားဘာလို့ဆိုသူတို့အဲ့လိုကိုမဖြေတတ်တဲ့လူတွေဆိုတော့ဟိုမှာအဲ့လိုသင်ပေးရတယ်အဲ့တော့အားလုံးလုပ်ငန်းတာဝန်မနေရလဲ
အဲ့တော့ယဟန်နဲ့လူနဲ့ပါကွာလို့ဆိုယဟန်ကအဲ့ဒီလုပ်ငန်းနှစ်ရပ်ပဲမြတ်စွာဘုရားအဆုံးအမကိုသိအောင်လုပ်ရတယ်သိတဲ့အတိုင်းကျင့်ဆောင်ရအဲ့ဒီလုပ်ငန်းနှစ်ရပ်ဒါပေမဲ့ယဟန်မှာတာရည်သမီးရည်စီးပွားရေးမရှိဘူးငါးပါးအာယုံကာမဂုဏ်မရှိဘူးလူအလုပ်တွေမလုပ်ဘူးဒီတာဝန်နေရတာထမ်းဆောင်နေလို့သူ့ကိုဘာလို့ခေါ်လဲယဟန်တန်ဃာလို့ခေါ်တယ်ခုခင်ဗျားတို့မှာကြတော့တရားအလုပ်လုပ်နေတယ်ဆိုပေမဲ့လူမှုဝတ္တရားတွေရှိမရှိရှိပါဘူးဒါတွေရောရှောင်လွဲလို့ရသလားမရတော့လူမှုအလုပ်လုပ်ရင်းနဲ့ဗราဏတာဝန်လုပ်ငန်းနှစ်ရပ်ကိုမမေ့ဖို့လိုတယ်အဲ့တော့တစ်ကတရားသိအောင်လုပ်ရမယ်နှစ်ကသိသည့်တရားတိုင်းလိုက်နာကျင့်ဆောင်တေချာပြောဓမ္မနိယာမအတိုင်းလိုက်နာမှာဟုတ်ပြီနော်ကောင်းပြီအဲ့ဒီတွေအထောက်အကူဖြစ်စေခြင်းအလို့ငါဦးစင်းကသုတ္တနိဗ္ဗာန်အင်္ဂုတ်ခௌတ္တကနိကေပေါ့ခௌတ္တကနိကေဆိုတာတရားတော်ရှော့နှုတ်ကလေးတွေပေါ့လေစူးစီးထားတဲ့ခௌတ္တကနိကေသုတ္တနိဗ္ဗာန်ပါဠိတော်ထဲမှာပါဠိတော်ဆိုတော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုတော်တိုင်ဟောခဲ့တာပေါ့နော်အဲ့တော့သုတ္တနိဗ္ဗာန်ပါဠိတော်ပါရာယနဝက်ထဲမှာလာတဲ့အဇိတမာနဝတုံးဆိုတဲ့တုတ်ကိုဟောမယ်အဲ့ဒါကအဇိတဆိုတာအဇိတဆိုတဲ့ပရပိုက်ကြီးကမြတ်စွာဘုရားကိုမေးခဲ့တဲ့မာနဝဆိုတာကမြတ်စွာဘုရားကိုအဲ့ဒီပရပိုက်ကြီးကစိတ်နဲ့မေးတယ်ဘာနဲ့မေးတယ်စိတ်ထဲကနေမေးတယ်မြတ်စွာဘုရားကနှုတ်တော်ကဖြေတာဘာလို့လဲဆိုတော့သူတို့မေးဖို့လာကြတဲ့ပုံနာပေါ့လေပရပိုက်ကြီးက16ယောက်ရှိတယ်ဘယ်လောက်ရှိတယ်16ယောက်ဒီအခုဟောမဲ့တုတ်တော်အပါဝင်ပုံနာ16ယောက်ပါရာယနဝက်ကြီးတစ်ခုလုံးမှာအဲ့ဒီ16ယောက်သောပုံနာတို့မေးခဲ့တဲ့အမေးပု္ပ္ပစာတွေနဲ့စုစည်းထားတဲ့ဓမ္မခန္ဓာပေါ့နော်အဲ့ဒီထဲကနံပါတ်1အာစိတပရပိုက်မေးတဲ့သုတ်ကိုဒီနေ့ဦးဇင်းတို့ခေါ်ကြနာကြမယ်လို့မှတ်ပါနော်အဲ့ဒီသုတ်ဖြစ်ပေါ်လာပုံလေးကိုဦးဇင်းကနည်းနည်းလေးပြောမယ်နည်းနည်းလေးဆိုတာအဲ့ဒီသမိုင်းကိုပြောတာနဲ့တင်ဒီနှစ်ရက်ကအချိန်ကုန်သွားနိုင်တယ်အဲ့တော့သမိုင်းကိုအကုန်မပြောတော့ဘူးတရားဘက်ကိုဦးစားပေးပြီးဟောနိုင်အောင်လို့နော်အဲ့ဒီသုတ်ဖြစ်ပေါ်လာပုံကတို့တာဝတိပိပါအလွန်ပဲပညာဉာဏ်ကြီးမားတဲ့ဥပရိယလည်းကောင်းတယ်ဉာဏ်ပညာလည်းကြီးမားတယ်သက်တော်လည်းအမတန်ရှည်တဲ့ဘာဝရီဆိုတဲ့ကျမ်းဂန်တွေကိုသူတို့အဲ့ဒီခေတ်ကထွန်းကားနေတဲ့ကျမ်းတွေပေါ့လေဝေဒကျမ်းလက္ခဏာကျမ်းအင်္ဂါကျမ်းဟုတ်လားဗျာကရုံကျမ်းအစရှိသဖြင့်ယမိုက်အဲ့ကျမ်းတွေအကုန်လုံးကိုခုခေတ်စကားနဲ့ပြောရင်အရေးကြိုးတောက်ထားတဲ့တစ်ဖက်ကန်းခတ်တတ်တဲ့ဘာဝရီဆိုတဲ့ပုံနာကြီးရှိတယ်ဘယ်သူလဲပုံနာကြီးနာမည်ဘယ်သူလဲအဲ့ဒါဘာဝရီပုံနာဒါဘာဝရီပုံနာဆိုကြစို့အဲ့တော့အဲ့ဒီဘာဝရီပုံနာကြီးကသူ့အသက်ကလည်းအမတန်ကြီးလာပြီ80ကျော်90တရားနာရောက်လာတော့ဉာဏ်ပညာကြီးမားတဲ့ပညာတတ်ကြီးပါမောက္ခကြီးပြီးစီစိန်ဥစ္စာပြည့်စုံတယ်ဆွေမျိုးညာတကာပြည့်စုံတယ်ဂုဏ်ဒရတ်တွေပြည့်စုံတယ်တာဝတိပေါ်မှာအလွန်ထင်ရှားကြော်ကြားတဲ့ပုဂ္ဂိုလ်ဒါပေမဲ့သူလိုချင်တဲ့ငြိမ်းချမ်းရေးတရားမကြောက်တရားနော်တို့ရှင်ရဝါဆရာတော်ကြီးခဏခဏပြောသလိုမကြောက်တရား तू ကဘာကြောက်နေရလဲဆိုတော့ तू အသက်က80ကျော်90ဆိုရင်အခုအသက်ကြီးလာတဲ့လူတွေကိုယ့်ကိုစဉ်းစားကြည့်ဘာကြောက်နေမှထင်လဲဟောမလီတူလိုက်ကြတာသာဓုဗျာခက်တော့ပညာရှိတယ်လို့ပြောတာနော်အိုမှလည်းမကြောက်ဘူးလားအိုနာဆွဲကပ်လာမှလည်းကြောက်တယ်နော်လေးဘက်ထောက်ထားရဒူးကကျွတ်ခါကျွတ်နော်မကောင်းဘူးမျက်စိကမှုံလာပြီးနားထိုင်းလာပြီးဆိုမကြောက်အောင်လားအိုမှလည်းကြောက်ရတယ်နားမှရောသေမှရောကြောက်ရတယ်ဆိုတော့အဲ့ဒီကြောက်ချင်းကင်းတဲ့တရားသူလိုချင်တာဘာလိုချင်တာကြောက်ချင်းကင်းတဲ့ညအိုနာသေးဆိုတာဒါသဘောလောက်ပြောတာနော်အကွဲအမွဲဒီကိုချစ်တဲ့လူနဲ့ကွဲရတဲ့ဒုက္ခစီစဉ်ဥစ္စာတွေနဲ့မွဲရမယ့်ဒုက္ခမရှိဘူးလားအခုနောက်ဆိုတော့အိုနာသေးမွဲကွဲဒုက္ခမျိုးစုံရှိမရှိအဲ့ဒီအတွက်ခမည်းတော်ကျုပ်တို့မှာနေတိုင်းမစိုးရင်ရဘူးလားအဲ့ဒီစိုးရင်ချင်းကင်းတဲ့ကြောက်ချင်းကင်းတဲ့ဘဝကိုသူလိုချင်တာ
လိုချင်တော့အကြောက်ကင်းတဲ့တရားရှာမယ်ဟုတ်ပြီနော်ဘာရှာမယ်အကြောက်ကင်းတဲ့တရားရှာမယ်ဆိုသူစည်းစိမ်တွေသူယာတူးတွေအကုန်စွန့်လွတ်ပြီးတော့ကာဝတိဘီကနေပြီးတော့သူထွက်ခွာပြီးတော့ဘယ်ကိုသွားလဲဆိုတော့တက်ခိနအိန္ဒိယနိုင်ငံရဲ့တောင်ပိုင်းပေါ့လေတက်ခိနဘက်ကိုသွားပြီးတော့အတ္တကတိုင်းရဲ့အထကတိုင်းရဲ့ဆိုတဲ့တိုင်းကြီးနှစ်တိုင်းရဲ့ကြားနော်အဲ့ဒီတိုင်းနှစ်တိုင်းကြားထဲမှာရှိတဲ့ဂေါဒါဝရီမြစ်ကြီးရဲ့အလေကောင်ကကျွန်းထဲမှာသွားပြီးတော့တယောက်ထက်သွားနေတရားသွားရှာဘာသွားရှာလဲတက်ခိနတိုင်းတောင်ဘက်ပိုင်းကိုအခုသီရိလင်္ကာဘက်ကိုဆင်းသွားတယ်ဆင်းသွားပြီးတော့အဲ့ဒီမှာဘာဝရီမြစ်ရဲ့အလေကောင်ကျွန်းကြီးဘက်မှာအတ္တကတိုင်းရဲ့အထကတိုင်းရဲ့တိုင်းကြီးနှစ်တိုင်းကြားထဲမှာနေလိုက်ဒါပေမဲ့ပညာရှိပြီးသတင်းကြားတာပေါ့နော်ဒီလောက်ပညာထူးချွန်တဲ့ပုဂ္ဂိုလ်ကြီးနော်ထွက်သွားတယ်ဆိုတော့နောက်ကတပည့်တပန်းတွေလိုက်ကြတော့နောက်ဆုံးအဲ့ဒီကျွန်းကြီးထဲမှာပဲရွာကြီးဖြစ်သွားတယ်ရွာကြီးဖြစ်ပြီးသူကတပည့်900ကိုပို့ချပေးတယ်တပည့်ဘယ်လောက်900သူတတ်ထားတဲ့လက္ခဏာကျမ်းတွေဝေဒကျမ်းတွေဒါတွေပို့ချပြီးတော့သူကနေတယ်အဲ့လိုနေရင်လည်းသူ့အသက်က120ဖြစ်သွားတယ်ဘယ်လောက်ဖြစ်သွားလဲအဲ့တော့အဲ့ဒီရွာကြီးဖြစ်သွားတဲ့အချိန်မှာရွာကြီးမှာရွာကထွက်လာတဲ့အခွန်တုတ်တွေတို့စင်ကာပူနိုင်ငံလို့ပေါ့နော်ထွက်လာတဲ့အခွန်တုတ်တွေကိုသူကဘာလုပ်လဲဆိုတော့ရွာဖွံ့ဖြိုးရေးနဲ့အလူတန်းပြန်လုပ်အမြဲတမ်းအဲ့တော့အသက်120ပြည့်တဲ့အခါမှာရွာကအခွန်တုတ်နဲ့အလူကြီးပေးတယ်အလူကြီးပေးလူတန်းပြီးအားလုံးပြီးတဲ့အလူပြီးသွားတဲ့အချိန်မှာအမတန်ရုပ်မာတဲ့လက္ခဏာနဲ့ပြည့်စုံတဲ့အလူကံပုံနာတယောက်ရောက်လာတယ်။အဲဒီပုံနာရဲ့လက္ခဏာနှစ်ဘူးမောင်းမောင်းနှစ်ယောင်ကောက်ကောက်နော်ခြေထောက်နှစ်ခုကိုခတ်ပြီးသွားလို့ရှိတယ်တဲ့။အဲ့တော့လမ်းသွားရင်ဟိုဘက်ခြေမျက်စိဒီဘက်ခြေမျက်စိမလွတ်တဲ့ပုဂ္ဂိုလ်ဟာလူရုပ်မာစရင်ဝင်တယ်လို့မှတ်တာ။စားရဲပါတာပြောတာတော့တိုက်ဆိုင်မှုရှိရင်ခွတ်လွတ်ပါဘယ်သူကမှရည်စူးပြီးပြောတာမဟုတ်ပါဘူးနော်အဲ့တော့ခြေထောက်နှစ်ချောင်းဟိုဘက်ဒီဘက်မလွတ်ဘူးဆိုရင်အဲ့ဒါလူယုံမှာလက္ခဏာထဲမှာပါတယ်တဲ့အဲ့တော့တချီးတွေအထက်ထက်နဲ့ဆိုတော့နော်သွားလည်းမတိုက်ဘူးလို့ဆိုရမှာပေါ့နော်အဲ့ဒီအမတန်ဥပရိဒီစကားပြောတာအကြောင်းပဲမဟုတ်ဘူးခုနဘာဝရီပုံသားကြီးဟာအသက်လက်120ရှိပြီပညာဉာဏ်လည်းမကြည့်ဘူးလားကျမ်းကန်တက်ကျမ်းတက်ပေတက်သူကိုယ်တိုင်ဆရာတွေလို့ဆရာလို့ပြီးတော့အခုလောလောဆယ်ကိုတပည့်ဘယ်လောက်ရှိတော့900အဲ့ဒီလိုလူကိုခုနကယုံမာတဲ့လက္ခဏာရှိတဲ့ပုံသားအလှလက်ခံတယ်ကဲတူတူပြောမယ်အရှိကြီးပြောချင်မရလို့ဘာဝရီပုံသားမင်းငါ့ကိုပတ်စံ900လူရပြီဘယ်လောက်လဲ900အဲ့ခေတ်က1000လောက်ရှိရင်ကိုတော့ချမ်းသာနေပြီနော်အဲ့တော့900လူကမယ်ဆိုတော့ဘာဝရီပုံသားကြီးကဟာအလူကံပုဂ္ဂိုလ်မြတ်ကြွလာတာတော့ဝမ်းသာပါတယ်ဒါပေမဲ့ကျွန်တော်မှလှူစရာမရှိတော့ဘူးအကုန်လူပြီးသွားပြီတော့သူရတဲ့အခွန်တော့ကိုသူအပတ်စဉ်သူနှစ်စင်လိုက်သူလှူလိုက်တာတပြားမှမရှိတော့ဘူးသူ့လက်ထဲမှာလှူစရာတပြားမှမရှိပါဘူးအဲ့တော့900မပေးနိုင်ဘူးပေါ့လေကျန်တဲ့စားစရာလိုရင်ယူသွားပါကျန်တာတွေလှူတဲ့ထဲကနေရတာယူသွားဆိုတော့မဟုတ်ဘူးတဲ့အဲ့တော့ငါအလူခံနေရဲ့သားနဲ့မှမင်းငါကိုမပေးဘူးဆိုရင်တဲ့မင်းဥကောင်ရှစ်စိတ်ကွဲလိုက်မယ်ဟိုကကျိန်စာတိုက်ဘာလို့လဲကျိန်စာတိုက်တော့ဒီဘာဝရီပုံသားကြီးကစိတ်ထဲမှာမကောင်းဖြစ်ပြီးတော့အဲ့ဒီကျိန်စာသူ့ကိုစူးပြီးလို့ယူဆပြီးတော့စိတ်တစားဖြစ်နေတယ်အဲ့တော့ခုနပြောခဲ့တဲ့စကားနဲ့တို့ပြန်ကြည့်အောင်ဘာဝရီပုံသားကြီးဟာကျမ်းတက်ပေတတ်ပညာမတတ်ဘူးလားအသက်အရွယ်လည်းကြီးနေဆိုတော့ဘုဒ္ဓစုံနေပြီလို့ပြောလို့မရဘူးလားဒါပေမဲ့ဟိုအင်္ဂယုတ်မပြည့်စုံတဲ့လူယုတ်မှာပုံနာကကျိန်စာတိုက်တာကိုကြောက်နေတဲ့ဗျာကဲဦးဇင်းကတော့စာဖတ်ရင်အဲ့လိုသေးသေးချာချာဖတ်တယ်ဆိုတော့ရှေ့မှာသူ့ရဲ့ပညာဂုဏ်တွေလေရထားတဲ့ဘွဲတွေတတ်ထားတဲ့ပညာတွေပိုင်နိုင်တဲ့ကျမ်းတွေပြောထားလိုက်တာအခုဦးဇင်းတော်အကုန်မပြောနိုင်ဘူးသူတတ်တဲ့ကျမ်းတွေဟုတ်ပြီနော်အဲ့လောက်ပညာရှိကြီးကခုနကဥပရိယုတ်တောင်မတန့်ရှင်းတဲ့နော်အလူကံပုဂ္ဂိုလ်ယုံညံ့တဲ့အလူကံပုဂ္ဂိုလ်ဒါယုံညံ့တဲ့သူအလူကံနာမဟုတ်ဓမြတိုက်တာလေ900ပေးကိုပေးရမှာမပေးရင်မင်းကောင်းရှစ်စိတ်ကွဲမယ်လို့ပြောတာဟုတ်ဒါဖြင့်ဒါအလူခန္ဓာလားဓမြတိုက်တာလားအဲ့ဒါလဲကွဲအောင်လုပ်ထားအောင်မှမင်းတို့ကဓမြတိုက်တာမှမသိလူကံမှမသိတယ်တပုံကြီးကိုပါသဘောပါလားကဲထားပါတော့သိအကျယ်ချက်ကြီးမရဘူးနော်အဲ့တော့ကိုကြောက်နေတယ်တဲ့ဦးဇင်းအော်လို့မဆုံးဘူး
ကြောက်တာမှမစားနိုင်မတော့နိုင်တပိန်ပိန်တလိမ့်လိမ့်ဖြစ်လာပြီးတော့ကြာတော့အသက်တောင်စိုးရိမ်ရတဲ့အနေထားဒီစိတ်တစဖြစ်နေပြီသူ့မှာအသက်ကဘယ်လောက်ရှိလို့120ရှိနေပြီဆိုတော့အဲ့ဒီမှာသူ့အကျိုးကိုလိုလားတဲ့အဲ့ဒီကျွန်းပေါ်မှာစောင့်တဲ့နတ်သားတစ်ပါးကမဖြစ်ချီတော့ဘူးဘာဝရီတော့ဒီတိုင်းဆိုသိတော့မှာပဲဆိုပြီးတော့နတ်ညချမ်းအချိန်မှာကောင်းကိုထင်ပြပြီးတော့ဟေးဘာဝရီပုံနာကြီးဘာမဟုတ်တဲ့လူယုံမှာတယောက်ပြောတဲ့စကားကိုသင်ဘာလို့ယုံနေတာလဲအဲ့ဒီပုံနာဆိုတာက तू ကခေါင်းရှစ်စိတ်ကွဲမယ်လို့ပြောတာဥကောင်းဆိုတဲ့တရားလဲ तू မသိဘူးဗါတယ်အဲ့ဒါဥကောင်းကိုလဲ तू မသိဘူးဟုတ်ပြီနော်အဲ့ဒီခေါင်းပြတ်ကြကြောင်းခေါင်းပြုတ်ကြောင်းတရားကိုလည်းမသိဘူးဟုတ်လားဗါတယ်ခေါင်းကိုလည်းမသိဘူးခေါင်းပြတ်ကြောင်းတရားကိုလည်းမသိဘူးကဲတူတူပဲပြောကြစို့အဲ့တော့မင်းဘာမှကြောက်နေစရာအကြောင်းမရှိဘူးဘာဝရီပုံနာကိုပြောတော့နည်းနည်းတော့စိတ်သက်သာရသွားတယ်အဲ့တော့နတ်သားပြောတဲ့စကားကိုပုံနာကြီးကစဉ်းစားတယ်ဒါဖြင့်နတ်သားတင်နတ်သားအဲ့ဒီပုံနာကခေါင်းကိုဥကောင်းကိုမသိဘူးဥကောင်းပွဲကြောင်းပြုတ်ကြကြောင်းဥကောင်းပြတ်ကြကြောင်းတရားကိုလည်းမသိဘူးလို့သင်ပြောခဲ့တယ်နော်အေးဟုတ်တယ်ဒါဖြင့်သင်ကအဲ့ဒီဥကောင်းသိသလားဟောဟိုကျမ်းတက်ပေတတ်ကြီးကခေါင်းမသိဘူးခေါင်းဆိုတာဘာမှမသိဘူးပြဿနာလာပြီလေဟုတ်လားခေါင်းဆိုတာဘာမှမသိဘူးခေါင်းပြုတ်ကြောင်းတရားဆိုတာလည်းမသိဘူးအဲ့တော့မေးတယ်နတ်သားကိုအသင်နတ်သားဟုတ်ပါပြီအဲ့ဒီလူယုံမာကြီးကခေါင်းကိုလည်းမသိဘူးခေါင်းပြတ်ကြောင်းတရားလည်းမသိဘူးဆိုရင်ကျုပ်ကိုအဲ့ဒီခေါင်းနဲ့ခေါင်းပြတ်ကြောင်းလေးပြန်ရှင်းပြသမှာဘာဝရီပုံနာဆိုတော့မှဟိုနတ်သားအဲ့ဒါငါလည်းမပြောတတ်ဘူးတဲ့လောကတော့ဒီလိုလူတွေများပါတယ်ကွာနော်ဗါတယ်လေအဲ့ဒါကျုပ်လည်းမပြောတတ်ဘူးတဲ့ခေါင်းကြောင်းသိခြင်းရင်အဲ့တော့နောက်ဆုံးလွှတ်ရမှာပေါ့ကွာလောကမှာသိရမှန်ကမကြံရအောင်လုံးဝဆုံးတဲ့အကုန်စင်သိပြီညွန်တော်မူတော့သဗ္ဗညုတဉာဏ်တော်ရှင်မြတ်စွာဘုရားပွင့်နေတယ်ပွင့်တာမှ तू ကတကယ်တော့ဒီပုံနာကြီးကတာဝတိပိယပုံနာကြီးဟုတ်ပြီနော်ပုံနာကြီးကတရားရှာရင်ထွက်သွားရတာဘုရားပွင့်မှန်း तू မသိဘူးဟုတ်လားအဲ့တော့ဂေါရမမြတ်စွာဘုရားဆိုတာပွင့်နေပြီပွင့်နေတော့မြတ်စွာဘုရားဘယ်မှာသတင်းသုံးတယ်ဆိုတော့တာဝတိပြည်ဇေတဝန်ကျောင်းတော်မှာသတင်းသုံးနေတယ်ဆိုတော့အဲ့ဒီကိုတင်သွားဘုရားထံမှာမေးဆိုပြီးတော့လမ်းညွန်မှုပေးလိုက်လမ်းညွန်မှုပေးလိုက်တော့ဘာဝရီပုံနာကြီးက तू က120ဖြစ်နေပြီဒီတောင်ပြားကနေဟိုမြောက်ဖျားကိုသွားဖို့ဆိုတာအင်အားမရှိတော့အဲ့တော့သူ့တပည့်တွေကိုခေါ်လိုက်တယ်တပည့်တွေကလက်ရွေးစဉ်ပုံနာ16ယောက်အဲ့ဒီ16ယောက်ပညာတတ်သူ့ရဲ့စိတ်တိုင်းကြပုဂ္ဂိုလ်တွေကြီးခေါ်ပြီးတော့မှမြတ်စွာဘုရားပွင့်နေပြီလို့ပြောတယ်လောကမှာဘုရားနဲ့တွေ့ဖို့ဆိုတာခဲရင်နဲ့ဘုရားနဲ့ပွင့်တဲ့ကာလနဲ့ကြုံဖို့အမတန်ခဲရင်နဲ့အဲ့တော့ဘုရားဆိုတဲ့အတန်ကြားတာနဲ့ तू ကချက်သိမ်းထားနေအဲ့တော့တပည့်တွေကိုလွှတ်လိုက်တယ်ကဲငါတပည့်တွေအဲ့ဒီမြတ်စွာဘုရားဆိုတဲ့ပုဂ္ဂိုလ်ရှိတဲ့နေရာကိုသွားပြီးတော့ဘုရားဟုတ်မဟုတ်တပည့်တွေကပြန်မေးတယ်ပေါ့ဆရာကြီးကျွန်တော်တို့ကသွားရမှာဟုတ်တယ်ဆရာဟုတ်မို့ဘယ်လိုလုပ်သိမလဲမင်းတို့ငါဝေဒကျမ်းလက္ခဏာကျမ်းအင်္ဂကျမ်းတွေမှာသင်ထားပြီးပြီလက္ခဏာတော်ကြီးလက္ခဏာတော်ငယ်နော်လက္ခဏာတော်ကြီး80ဟုတ်ကလားဒီလက္ခဏာတော်ကြီးလက္ခဏာတော်ငယ်တွေမဟာပုရိသလက္ခဏာတွေကိုသင်တို့အဲ့ဒီမှာအကဲခတ်ကြကြည့်ကြအဲ့ဒီမဟာပုရိသလက္ခဏာ80ရှိနေတဲ့ပုဂ္ဂိုလ်ဟာလူဖြစ်ရင်ပြစ်ဒဏ်မထားလက်နဲ့မကင်ပဲလောကဓာတ်တစ်ခုလုံးကိုအုပ်ချုပ်နိုင်တဲ့မင်းစัจ जा မင်းခေါ်တယ်ဟုတ်လားမင်းကောင်းမင်းမြတ်တွေကလက်နဲ့ကင်စရာမလိုဘူးမင်းစိုးမင်းညစ်တာလက်နဲ့ဝယ်ဖို့ကြိုးစားနေရတယ်ရှင်းလားလက်နဲ့ရှောက်ရှာနေရတယ်လက်နဲ့ကြီးဟိုအင်အားကြီးတဲ့လက်နဲ့တွေမျောကိုနေရတယ်ဆိုတာမင်းညံ့မင်းဖြင်းမင်းရုပ်အဆင့်တန်းမရှိတဲ့မင်းတွေမို့လို့ဟုတ်ဘူးလားမင်းကောင်းမင်းမြတ်ဆိုတာလက်နဲ့ကင်စရာမလိုဘူးဓမ္မဖြင့်အုပ်ချုပ်ပြီးတော့ဘယ်သူမှဓာန်ပေးစရာမလိုပဲဘယ်သူမှနှိပ်စက်စရာမလိုပဲဓမ္မနဲ့အုပ်ချုပ်တာကိုမင်းကောင်းမင်းမြတ်ဟုတ်ဘူးလားစာထဲမှာပါတဲ့အတိုင်းပြောတာတော့အဲ့တော့လူဖြစ်ရင်ဓမ္မနဲ့ရှင်တဲ့မင်းစัจ जा မင်းလို့ခေါ်တယ်နော်တလောကလုံးကိုအုပ်ချုပ်နိုင်တဲ့မင်းယဟန်ဖြစ်ရင်အတုမရှိမြတ်စွာဘုရားဒီနှမျိုးပဲဖြစ်နိုင်တယ်ဟုတ်လားအဲ့ဒီမဟာပုရိသလက္ခဏာတော်တွေပြည့်စုံနေတဲ့ပုဂ္ဂိုလ်မှာလူဖြစ်ရင်ဓမ္မနဲ့ရှင်တဲ့မင်း
နော်ယဟန်ဖြစ်ရင်ဖယားကလွယ်ပြီးဖြစ်เสียအကြောင်းရှိဘူးသင်တို့အဲ့ဒီမှာသွားရှာကြသွားပြီးတော့တကယ်လို့လက္ခဏာတော်ကြီးငယ်နဲ့တွေ့ခဲ့ရင်ဖယားအစ်စ်ဖြစ်တယ်လို့မင်းတို့ယုံကြည်ရင်နှုတ်ကမေးကုန်မမေးနဲ့စိတ်ကမေးပါမေးမယ်သင်တို့ရဲ့ဆရာငါရဲ့မျိုးနွယ်ဟုတ်ပြီနော်ငါရဲ့အမျိုးနွယ်ငါရဲ့အမည်ငါရဲ့အသက်ငါတတ်ထားတဲ့ပညာငါရဲ့တပည့်အရေးအတွက်ဟုတ်ကလားငါမှရှိတဲ့ထူးခြားတဲ့လက္ခဏာအဲ့ဒါမင်းတို့စိတ်ထဲကမေးဆိုပြီးလွတ်လိုက်တယ်ကဲလွတ်လိုက်တော့ခုနကဒီနေ့ဟောမဲ့အဇိတပါပဲเนาะအဇိတကခေါင်းဆောင်ထင်ရပါတယ်ပုံသားထဲမှာခေါင်းဆောင်လာတဲ့16ယောက်အဲ့တော့တိုင်းနေဖြတ်မြန်သွားရောက်ကဲမြတ်စွာဘုရားရှိတဲ့နေရာတွေ့ပြီတွေ့တော့အပြန်အလှန်နှုတ်ဆက်ပြီးတော့စိတ်ထဲကနေမေးလိုက်တယ်သူတို့ဆရာဘယ်လိုလဲဆိုဟိုကမြတ်စွာဘုရားကသင်တို့ဆရာပုံသားကြီးကဘာဝရီပုံသားကြီးတက်တော်120ရှိပြီတတ်ထားတဲ့ကျမ်းဂန်တွေကတဟုတ်ပြီနော်တပည့်ပေါင်းက900ရှိတယ်အတိအကျအကုန်လုံးတင်အဲ့တော့သူတို့ထဲမှာ16ယောက်ကဘယ်သူကမေးနေမှန်းတော့မသိဘူးတဲ့ဟုတ်တယ်စိတ်ထဲကမေးတာဟုတ်လားအဲ့တော့ဘယ်သူကမေးနေမှမသိမြတ်စွာဘုရားတော့ဖြေနေပြီသူတို့ဆရာမေးခိုင်းတဲ့အတိုင်းဖြေနေပြီအဲ့တော့မင်းတို့ဘာဝရီပုံသားကဘာဝရီမျိုးနွယ်ကလာတယ်အဲ့တော့ဒီလိုပညာတွေတတ်တယ်သူ့ရဲ့လက္ခဏာသူ့ရဲ့ထူးခြားတဲ့လက္ခဏာကနဖူးမှာအုံနှလုံးမွေးရှင်တော်ရှိတယ်ရှာနဲ့မျက်နှာတစ်ခုလုံးကိုဖုံးအုပ်နိုင်တဲ့ရှာဟာပျော့ပြောင်းပြီးရှည်လျားတဲ့ဗျာဒါမြတ်စွာဘုရားမှာလည်းရှိတယ်မြတ်စွာဘုရားရဲ့ရှာနဲ့မျက်နှာကိုအုပ်ထားလို့ရတယ်နောက်တစ်ခါဒီဘက်ရှာနဲ့နားနဲ့ဒီဘက်နားကနေသွားဟိုဘက်နားထွက်ဒီဘက်နားထွက်ပေါ်လေဒါရှာရဲ့အင်္ဂါတွေအဲ့တော့အဲ့ဒီထူးခြားတဲ့နောက်ပြီးတော့အိမ်ဖြင့်ဖုံးလွှမ်းအပ်သောယောက်ျားပုရိသအင်္ဂါရှိတယ်အဲ့တော့အင်္ဂါ3ချက်ပေါ့ဒါဘာဝရီပုံသားရဲ့ထူးခြားချက်ဒါလည်းမဟာပုရိသလက္ခဏာထဲမှာပါတဲ့အချက်3ချက်အဲ့တော့ဘုံနှလုံးမွေးရှင်တော်ရှိတယ်ရှာဖြင့်မျက်နှာကိုဖုံးလွှမ်းနိုင်စွမ်းရှိတယ်အိမ်ဖြင့်ဖုံးလွှမ်းထားတော့ပုရိသအင်္ဂါရှိတယ်ဆိုတာပြောလိုက်တော့အကုန်လုံးမှန်နေတယ်ဆိုကြပါစို့အကုန်လုံးပါဖြစ်လေမှန်နေတော့မှအဲ့ဒါမှန်ပြီဆိုမှမေးခိုင်းလိုက်တဲ့ဥကောင်းပြဿနာနော်ခေါင်းဆိုတာဘာလဲခေါင်းပြတ်သွားတယ်ဆိုတာဘာလဲအဲ့တော့အဲ့ဒီတရားကိုလည်းစိတ်နဲ့ပဲမေးတယ်ဆိုတော့ကျန်တဲ့ပုံသားတွေကဘယ်သူမေးနေမှမသိတော့နာမည်တက်ပြီးဖြေလိုက်တယ်မြတ်စွာဘုရားကအဇိတာဘာလဲလဲအဇိတာဥကောင်းဆိုတာကတခြားမဟုတ်ဘူးတဲ့ဥကောင်းဆိုတာကုသတော်ကောင်းတို့ဦးဇင်းတို့တန်တရားဘယ်အစဒီပဲပြန်သွားနော်အခုသူတော်ကောင်းတို့ဦးဇင်းတို့ရဲ့ဥကောင်းဟာအဝိဇ္ဇာပဲဘာလဲလဲအဝိဇ္ဇာတန်တရားတစ်ခွင်လုံးမှာဒီတန်တရားစခန်းဘယ်အစလာအဝိဇ္ဇာဆိုတဲ့မသိခြင်းတရားကနေတန်တရားလဲလာတယ်ဒါမို့တန်တရားရဲ့ဓမ္မအစပါလေပုဂ္ဂိုလ်တ attva အစမလားဓမ္မအစရှာမှာပုဂ္ဂိုလ်တ attva အစရှာလို့မရဘူးဘာလို့ဆိုတော့တန်တရားအလွန်ရှည်လာပြီဖြစ်တဲ့အတွက်ဘုရားတဆူမှာရရှိတဲ့အချိန်ကာလနဲ့ပုဂ္ဂိုလ်တ attva တယောက်ရဲ့အစကိုလိုက်ရှာမယ်ဆိုရှာလို့မရဘူးဒါပေမဲ့ပုဂ္ဂိုလ်အစကအဓိကလားဓမ္မအစအဓိကလားအဲကြောင့်ဥကောင်းဆိုတာတဲ့သင်တို့ကိုပြောလိုက်တဲ့နတ်သားသည်ဒီလူဥကောင်းနတ်ဥကောင်းခွေးဥကောင်းကြောင်ဥကောင်းကိုဆိုလိုခြင်းမဟုတ်တန်တရားရဲ့ဥကောင်းကိုဆိုလိုခြင်းဖြစ်တယ်တန်တရားဥကောင်းကဘာလဲဟုတ်ပြီနော်အဲ့တော့ဥကောင်းပြတ်ကြောင်းတရားဆိုတော့အဝိဇ္ဇာကိုဖြုတ်ချင်ရင်ဘာနဲ့ဖြုတ်ဝိဇ္ဇာနှလုံးနဲ့ပြောရင်ဝိဇ္ဇာနဲ့ပြောရမယ်သရသီလသုတ္တစာကပညာဟုတ်ကဲ့လားဒီအင်္ဂါရင်900နဲ့ပြည့်စုံရင်ဥကောင်းမပြုတ်ဘူးလားအဲ့ဒီတရားလေးကိုဟောလိုက်တော့ပုံနာ16ယောက်သဘောကျသွားတယ်နော်ဒီနေ့ဟောမှာကဒါကဏိဒန်းဟောမဲ့တရားစီမရောက်သေးဘူးအဲ့တော့ပုံနာ16ယောက်ကသဘောကျပြီးတော့မှမိဂွန်းမေးတော့မယ်ဆိုတော့မြတ်စွာဘုရားကပုံနာတိုင်းမှာမိဂွန်းနေရှိနေတယ်16ယောက်လုံးမှာမိဂွန်းနေရှိနေတယ်ဆိုတာသိတော့မြတ်စွာဘုရားကကဲအဇိတာသင်နဲ့တကွအခုလာကြတဲ့ဘာဝရီပုံနာကြီးရဲ့တပည့်တွေအားလုံးသင်တို့မေးလို့တဲ့မိဂွန်းကိုမေးခြင်းသလိုမေးနိုင်ပြီခွင့်ပေးလိုက်တယ်မြတ်စွာဘုရားကပုံနာ16ယောက်ကိုခွင့်ပေးတာနော်ဥဒုမေလခင်ဗျားတို့ပြောတာမဟုတ်ဘူးအဲ့တော့သင်တို့မေးခြင်းတဲ့မေးခွန်းကို
မေးချင်တဲ့ပုံစံနဲ့စိတ်ထဲကပဲမေးနှုတ်ကပဲမေးလက်မူရာကိုယ်မူရာနဲ့ပဲမေးချင်သလိုမေးတော့ဟုတ်ပလားရသော်ဘုရားဆိုတော့အလုံးစုံအကုန်မသိဘူးလားသိနေတော့မေးတော့ဆိုပြီးတော့ဒါအခုပုံသား16ယောက်ကတကယ်တော့အဲ့မှာသုတ်ပေါင်း16သုတ်ရှိတယ်16သုတ်မှာစိတ်နဲ့မေးပြီးနှုတ်နဲ့ဖြေတယ်မေးတဲ့လူကဘာနဲ့မေးစိတ်နဲ့မေးတာဖြေတဲ့မြတ်စွာဘုရားကနှုတ်နဲ့ဖြေတော်မူတယ်အဲ့တော့ပထမအဦးဆုံးမေးတဲ့ပုဂ္ဂိုလ်ကအဇိတမာနဝတုံးလို့ခေါ်တယ်ဟုတ်ပြီနော်အဲ့ဒီမှာနံပါတ်1မေးခွန်းစပြီးတော့မေးပါတယ်ဒါဒီခုနကတရားကိုအခြေမချက်လိုက်တာကဒီ16သုတ်ရဲ့ဝတ္ထုဏိဒန်းအဲ့ဒီဏိဒန်းမှာလည်းသူတော်ကောင်းတို့ရှင်းပြမယ်ဆိုရင်အခြေချက်စရာတွေအများကြီးရှိပါတယ်တော့အဲ့ဒီသုတ်ကိုခဏထားလိုက်တော့အခုဦးဇင်းတို့ဟောမဲ့သုတ်ကိုတွားရအောင်ဒါဆိုသမိုင်းသိပြီနော်အဲ့တော့အမတန်ပညာကြီးတဲ့အရက်ကလာတဲ့ပညာရှင်တွေလို့ပြောရင်မရဘူးလားဟေးဉာဏ်ပညာကြီးမားတဲ့တပည့်ဆရာကြီးရဲ့တပည့်လက်ရွေးစင်ဆိုတော့သူတို့ကလည်းထူးချွန်တဲ့ပုဂ္ဂိုလ်တွေကြီးပဲဝေဒကျမ်းကိုတစ်ဖက်ကန်းကတတ်တဲ့ပုဂ္ဂိုလ်တွေဟုတ်ပြီနော်အဲ့တော့ကျမ်းပေါင်းများစွာတတ်ထားတဲ့ပုဂ္ဂိုလ်တွေကိုမြတ်စွာဘုရားကမေးပါဆိုပြီးတော့ခွင့်ပေးလိုက်တော့မေးခွန်းမေးပြီအဲ့တော့ပထမဦးဆုံးမေးတဲ့အဇိတကမေးလိုက်တယ်စိတ်နဲ့မေးတယ်အရှင်ဘုရားနံပါတ်1လောကကိုအဘယ်တရားကဖုံးလွှမ်းထားပါသလဲဘုရားပါတယ်လေအဲ့တော့ဘေကုံပု္ပ္ပာနံပါတ်1ထဲမှာပဲဒါ1ကကကြီးပေါ့ဒီလိုသုံးရမှာအဲ့တော့နံပါတ်1ကကြီးကလောကကိုအဘယ်တရားကဖုံးလွှမ်းထားပါသလဲဘုရားနံပါတ်2လောကသည်အဘယ်တရားကြောင့်မထင်မရှားဖြစ်နေပါသလဲဘုရားဟုတ်ပြီနော်လောကကိုမထင်မရှားဖြစ်နေတာဘယ်တရားကြောင့်လဲနံပါတ်2မေးခွန်းနံပါတ်1ကလောကကိုဘယ်တရားကဖုံးလွှမ်းထားသလဲနံပါတ်2ကလောကသည်အဘယ်တရားကြောင့်မထင်ရှားတာလဲဟုတ်ပြီနံပါတ်3ကားငယ်ပေါ့နော်နံပါတ်1ထဲကပု္ပ္ပာအသေးကားငယ်အဘယ်တရားဖြင့်လိမ့်အဘယ်တရားကိုလိမ့်ကြံကတ်ညိတတ်သောတရားလို့ခေါ်ဆိုပါသလဲခင်ဗျာတတ္တဝါတွေလိမ့်ကြံကတ်ညိတယ်ဆိုတာဒါကစာလို့ပေါ့ကွာအယတ္တနာလေအောင်ပြောရင်တတ္တဝါတွေညစ်နွမ်းနေတာပေးချမ်းနေတာဘယ်တရားကြောင့်လဲတဲ့ဟုတ်ပြီနော်မိကုံအသေးဘယ်နှခုရှိသွားပြီ3ခုဟုတ်ပြီနောက်တစ်ခုကအဘယ်တရားသည်လောက၏အကြီးဆုံးဘေးကြီးဖြစ်ပါသလဲပု္ပ္ပာဘယ်နှခုလဲနံပါတ်1ရဲ့ပု္ပ္ပာငယ်4ခုဟုတ်ကလားအဲ့တော့ဒီနေ့ပြီးရင်လည်းပြီးမယ်မပြီးရင်လည်းမနှက်ဖြန်ပေါ့နော်မိကုံအားလုံးကတော့1 2 3မိကုံ3ခုရှိတယ်အဲ့ထဲကပု္ပ္ပာအသေးတွေနဲ့တကွတို့ဖြေရမယ်အဲ့တော့ခုတို့ပညာရှိတွေစဉ်းစားကြည့်အောင်လောကကိုဖုံးလွှမ်းထားတာဘာတရားလဲဩတော်လိုက်ကြတာသာဓုမြတ်စွာဘုရားလောက်နီးပညာကြီးမှနေကြပါပြီနော်ဟုတ်ပါတယ်မြတ်စွာဘုရားကလည်းအဇိတလောကကိုဖုံးလွှမ်းထားတာသည်အဝိဇ္ဇာဟုတ်လောကကြီးကိုမမြင်အောင်လောကဆိုတာဘာလဲခုဖြေဖို့ဒါကိုသိတယ်လို့ကိုဖြေရမှာပေါ့နော်ဒါလွတ်လပ်စွာဖြေခွင့်ရှိပါတယ်နော်ဘယ်သူကမှလည်းနှိတ်ကိုဖို့မရှိပါဘူးအဲ့တော့လောကလို့ပြောလိုက်ရင်တို့မှဖြေစရာစကားတိတိကျကျထွက်မလာစံတော်ဝါဖြစ်နေကြတယ်ဟုတ်တယ်နော်ဟုတ်ကဲ့လားအဲ့တော့လောကဆိုတာပြောစရာတွေကအများကြီးဖြစ်နေတာဟုတ်ဗျနော်တကယ်ရှိတာတော့လောကမှာတရားတော်တွေအမြဲတမ်းအားထုတ်နေတဲ့လူတွေသိပြီးသားပါလောကကြီးတစ်ခုလုံးမှာအနှစ်ချုပ်လိုက်ရင်ဟုတ်တယ်လုံစတိပလုံစတိဒီလောကဖြစ်ခြင်းနဲ့ပြည့်ခြင်းလောကဆိုတာဖြစ်နေတာနဲ့ပြည့်နေတာဒီနှစ်ခုအရှိအဲ့တော့ကျင်းချုံးလိုက်ခုနယုံနာဆိုတာလည်းမှန်တာပဲ
တခါခုနကသူတော်ကောင်းတို့ဆိုသွားတယ်မူလနှပြသစ္စာနှစ်ခုတွေကနေဖောက်ပြန်ခံစားမှတ်သားပြုပြင်မဆိုးလားအဲ့ဒီဖောက်ပြန်နေတဲ့ရူပခန္ဓာလည်းလောကပဲဝေဒနာခန္ဓာလည်းလောကပဲသင်္ညက်ခန္ဓာလည်းလောကပဲမျက်စိနားနာလျာကိုယ်စိတ်မဆိုးဘူးလားမျက်စိလည်းလောကပဲနားလည်းလောကပဲခုခင်ဗျားတို့ဆိုသွားတဲ့တရားတွေကလောကတွေကြီးပဲမြတ်စွာဘုရားကိုလောကောတိဗန္တိဝုစတိကိတ္တဝတ္တနုခောဗန္တိလောကောတိလောကဆိုတာဘာလဲဘုရားလောကဆိုတာဖြည့်ပြီးပါဆိုမြတ်စွာဘုရားဖြည့်ထားတာအများကြီးပဲရူပံလောကေနော်ယုတ်ကလည်းလောကပဲဝေဒနာလောကေတင်ညာလောကေသင်္ခါရလောကေဆိုခန္ဓာ၅ပါးနဲ့ဖြည့်တာလည်းရှိတယ်စက္ခုလောကေသောတာလောကေဂန္ဓလောကေဇိဝလောကေကာယလောကေမနလောကေဆိုပြီးတော့ဓဝရ6ပေါင်းနဲ့ဖြည့်တာလည်းရှိတယ်ဟုတ်ပြီနော်အဲ့တော့ဓာတ်၄ပါးလည်းလောကပဲအဲ့တော့လောကမှာရှိနေလောကဆိုတာတကယ်တော့အရှိအမှန်တရားလောကဆိုတာအခုခင်ဗျားတို့ရှိတာစိတ်စေတသိက်ယုတ်နိဗ္ဗာန်မရှိဘူးလားဒီမှာအဘိဓမ္မာသင်္นานတွေလည်းလုပ်နေကြတာခင်ဗျားတို့ဒါတွေနောကျင်နေပြီစိတ်စေတသိက်ယုတ်နိဗ္ဗာန်ဆိုတော့စိတ်စေတသိက်ယုတ်ကဒါလောကတရားတွေအရှိတရားတွေအဲ့တော့အဲ့ဒီအရှိတွေကိုအရှိတိုင်းမသိအောင်ဖုံးလွှမ်းထားတာကဒါကြောင့်အဝိဇ္ဇာသည်လောကကိုမသိအောင်ဖုံးထားတယ်ရုပ်ကိုရုပ်လို့သိဘူးနာမ်ကိုနာမ်လို့မျက်စိကိုမျက်စိလို့ခုမျက်စိဆိုတော့ဆိုနေကြတာပဲအဲ့တော့ဘုန်းကြီးကဆိုလို့သာစာရွက်ဝေထားလို့ဆိုတာဘာလို့ဆိုခိုင်းမှလည်းမသိဘူးတကယ်တော့အဲ့ဒီသူတော်ကောင်းတို့ဝေထားခဲ့တဲ့စာရွက်ထဲကစာတွေအကုန်လုံးကမြတ်စွာဘုရားဟောထားတဲ့ဓမ္မခန္ဓာတွေကြီးပဲဓမ္မခန္ဓာကိုမြတ်မာမှုပြုပြီးနိဗ္ဗာန်ရောက်အောင်ပေးထားတဲ့စာရွက်အဲ့ဒီတရားအကုန်သိရင်မင်းတို့လိုချင်တဲ့နိဗ္ဗာန်ရောက်ရှင်းလားဒါပေမဲ့ဟိုဝေလိုက်တာမသိဥဒုမင်္ဂလာဝေရဝေလိုက်ထိုးထားလိုက်တခါလာဝေရပြန်ပြီတကယ်ဆိုမလေးတကယ်တန်ဖိုးထားဥဒုမင်္ဂလာပွဲလာဒါဆိုရင်ဟေးကျွန်တော်အကုန်ကြမများအောင်ငါတို့နော်ဘုန်းကြီးကုံလဲငါတို့ကုံတာပဲတကားကုံလဲငါတို့ကုံတာပဲသူကုံတာလဲငါကုံတာပဲဗမာကုံရင်ငါတို့ကုံတာပဲဆိုတော့ဒီလိုစိတ်ထားမျိုးရှိရင်နောက်တစ်ခါလာလဲဟာဥဒုမင်္ဂလာပွဲဟာအရင်စာရွက်လေးရှိသေးတယ်ယူခဲ့ဒီလိုမလာဘူးနောက်တစ်ခါလာလဲစာရွက်လေးမရှိဘူးလားပေးခဲ့နော်ဖေရောက်သွားပြီဆိုကြောင်ထိုးထားပြောပြန်အဲ့ဒါနိဗ္ဗာန်ရောက်ကြောင်းနေတက်သက်မဲ့ဝါဒဖြန့်နေတာလည်းမဟုတ်ဘူးမဲဆွဲနေတာလည်းမဟုတ်ဘူးရှင်းလားတရားကိုပေးတယ်ဦးဇင်းတို့ပေးနေတယ်ဆိုတာဒါမဟုတ်ဝိပဿနာလို့နာမည်ကြီးတယ်လို့လည်းမဟုတ်ဘူးကြီးစရာမလိုဘူးတော့ပါတယ်နော်အဲ့တော့ဥဒုမင်္ဂလာရဲ့ဝါဒဖြန့်နေတာလည်းဟုတ်တချို့အာမဘန်းတွေဖြေခိုင်းတာကိုမလို့ဥဒုမင်္ဂလာဒီလိုမှကြိုက်တာမဟုတ်ကျိုးကြိုက်မဟုတ်ပါဘူးခင်ဗျားတို့သိခါကြနေလို့လုပ်ခိုင်းတာပါဓမ္မဆိုတာအဲ့ဒါဥဒုမင်္ဂလာနာမည်ထည့်ပြောရတာမကောင်းအဲ့ဒါဥစဉ်အနေနဲ့ဓမ္မပလင်ပေါ်ကိုတက်လာတဲ့အချိန်ကလေးကရင်ဓမ္မပလင်ပေါ်မှာပြောတဲ့စကားအလုံးကိုဓမ္မတိဋ္ဌံကြပြောနိုင်အောင်ကြိုးစားတယ်ဘယ်ပုဂ္ဂိုလ်ဘယ်သတ္တဝါဘယ်အဖွဲ့အစည်းဘယ်ဂိုင်းကနကိုမှရည်စူးခြင်းမရှိဘူးဘယ်သူကိုမှတိုက်ခိုက်ဖို့ပလင်ပေါ်မှာတက်လာတာမဟုတ်ဘူးရှင်းနော်အဲ့တော့ဒီနေ့ထိသစ္စာဆိုရဲတယ်ဟောခဲ့တဲ့တရားတိုင်းမှာတရားသဘောကိုဦးသိရှိရောက်လာတဲ့ဒကာဒကမတွေသိမြင်နိုင်ရေးစေတနာတစ်ခုတည်းနဲ့ပလင်ပေါ်မှာတရားဟောတယ်ရှင်းပြီနော်အဲ့တော့အခုလည်းကြည့်တော်ကောင်းတို့လောကကိုဖုံးလွှမ်းထားတယ်အခုကိုတော်ကောင်းတို့ဝေလိုက်တဲ့ဟာလောကတွေပဲအဲ့တော့အဲ့ဒီမျက်စိနားနာလျာကိုလောကဒုက္ခဝေဒနာဒုက္ခဝေဒနာလောကအဲ့ဒါလောကအရှိတရားတွေအရှိတရားအလုံးရဲ့အနှစ်ချုပ်သည်ယံကိစီသမုဒိယဓမ္မံသဗ္ဗန္တံနိရောဓဓမ္မံတိဖြစ်သမျှတရားအလုံးဟာပြည့်တယ်လောကမှာဖြစ်ပြီးမပြည့်တဲ့တရားဒါကြောင့်လောကဆိုတာဘာလဲလို့ဆိုရင်ဖြစ်ချင်းနဲ့ပြည့်ချင်းကလွယ်ပြီးလောကမှာဘာမှမရှိဘူးအဲ့ဒါကိုတို့ကလောကအမှန်တရားမသိတော့သူပဲငါပဲသူ့လူငါလူသူ့ဟာငါဟာသူ့ကုံငါကုံသူ့ဘွဲ့ငါဘွဲ့သူ့ဖွဲ့ငါဖွဲ့ရှင်းလိုက်အဲ့တော့ခင်ဗျားတို့ဒုက္ခမျိုးစုံရောက်နေတာအဲ့ဒီလောကကိုအမှန်မသိလို့ဆိုတော့မိဂုံတစ်ခုတော့သူတော်ကောင်းတို့ကအောင်မြင်ဖြေချနိုင်တော့ဒါအလွန်တော်တဲ့စင်ကာပူလို့ပြောမှာပဲနော်လောကကိုဖုံးလွှမ်းထားတာဘယ်သူလဲအပြင်ဒုတိယမိဂုံသွားလိုက်တော့မယ်တိပိသားဆိုတော့ဆက်မောတော့ဘူးနော်လောကဟာအဘယ်တရားကြောင့်မထင်ရှားတာလဲတဲ့လွတ်လပ်စွာတွေးခေါ်ခွင့်နော်ဖြေကြားခွင့်ယူဆခွင့်ရှိပါတယ်
ပြောကြည့်ဘသူကြောင့်ဒီလောကအခုလောကဆိုတာမရှိဘူးလားလောကရဲ့ပါလေဖြစ်တာနဲ့ပြက်တာဟုတ်ပြီနော်ခုနကအချင်းချင်းပြောတာအားလုံးနားလည်ပြီသားနော်ခန္ဓာ၅ပါးကလည်းလောကပဲအာယတနာ12ပါးကလည်းလောကပါဓာတ်18ပါးကလည်းလောကအဲ့ဒီခုဓမ္မအစစ်မှန်တွေကအကုန်လုံးလောကအဲ့ဒီလောကကြီးတစ်ခုလုံးအနှစ်ချုပ်လိုက်ရင်ဖြစ်တာနဲ့ပြက်ဒါပေမဲ့အခုခင်ဗျားတို့နေ့စဉ်ရောင်းဝယ်ဖောက်ကားမိသားစုနဲ့ပြောဆိုဆက်ဆံပတ်ဝန်းကျင်နဲ့နေတဲ့အခါလောကအမြင်နဲ့သုံးသပ်နိုင်သလားလောကလို့သိသလားမသိဘူးလောကကိုအခုကဲဆိုကြပါစို့အခုသာသနာတွင်မှာနေတော့အခုလောကအကြောင်းခင်ဗျားတို့မကြားဘူးလားကြားဘူးတယ်သင်ဘူးတယ်မှတ်ထားဘူးတယ်တရားလည်းအားထုတ်ဘူးတယ်ယုံမှန်နာမှန်မသိဘူးလားအခုဆိုတော်အောင်တို့မေးကြည့်ရင်အားလုံးသိတာပဲစားကျင်တာကယုတ်လားနာလားစားကျင်တာနာစားနေတာကသွားကျင်တာကသွားနေတာကထိုင်ကျင်တာကထိုင်နေတာကယုတ်လောကဖြစ်ပြီးတော့မသိဘူးလားသိနေပေမဲ့အချိန်တိုင်းသူ့ကိုနှလုံးသွင်းပြီးဩဒါလောကသဘာဝပဲလို့လောဘကင်းအောင်ဒေါသကင်းအောင်မောဟကင်းအောင်နေနိုင်သလားမထင်မရှားမဖြစ်ဘူးလားလောကကြီးမထင်ရှားတာဘယ်သူကြောင့်လဲတဲ့ဘို့ဦးစင်းတော့မကြည့်နဲ့လေဦးစင်းကစာဖတ်လာတယ်မဟုတ်ဦးစင်းသိလို့တော့မဟုတ်ဘူးလေစာဖတ်လာပြီးသားလေကျွတ်ပါအဲ့တော့စာအုပ်ကြိုကြည့်လာတဲ့တက္ကသိုလ်ဘာမောက္ခလို့ပဲတက်လို့တော့မဟုတ်ဘူးစာအုပ်ထဲကဖတ်ထားတာအဲ့တော့အဖြေအကျိုးစီမှာရှိပြီးသားပေါ့ခုခင်ဗျားတို့အဖြေကိုသိချင်တာဟမ်ကဲကိုဖြေနဲ့ကိုမှတ်ထားပေါ့မြတ်စွာဘုရားဖြေတဲ့အဖြေကိုဦးဇင်းကမြတ်စွာဘုရားရဲ့ကိုစားကိုယ်စလဲတော်အနေနဲ့အဖြေထုတ်ပေးမယ်ဒါပေမဲ့ခုကိုယ်တိုင်ကိုယ့်အကိုအဖြေထုတ်ရတာကြည်နပ်ပြီလားအဖြေထုတ်ပြီးပြီလားဒီလိုပြောတာเนาะအမှတ်ပေးဖို့လည်းမဟုတ်ဘူးစူချဖို့လည်းမဟုတ်ဘူးဂုံပြဖို့လည်းမဟုတ်ဘူးဖိနှိပ်ချုပ်ချယ်ဖို့ရှုံချဖို့လည်းမဟုတ်ဘူးเนาะတခုတရားဆိုတာတရားဟောဓမ္မဂတိကသည်တရားဟောတယ်ဆိုတာတရားသိအောင်ဟောတာဘယ်သူသိအောင်ဟောလဲတရားနာပိဋကသိအောင်ပေါ့တပည့်တော်တို့သိအောင်လို့ဖြေရတယ်အဲ့ဒါမျိုးကြတော့ဒုဘာဟုသူတို့လည်းဗမာပြည်ရသူတွေလိုပါပဲအကုန်နေရမှာဓမ္မဂရိကဆိုတာဘယ်သူသိအောင်ဟောတာလဲတရားကြောင့်ခင်ဗျားတို့ဖြေခိုင်းနေတာဗောဟုတ်မလားအဲ့တော့လောကကိုမထင်ရှားအောင်ဝေဝါးသွားအောင်ဘယ်သူလှုပ်ထားတာလဲတဲ့အဖြေကြည်နပ်ပြီလားနောက်ထပ်ဖြေစရာမရှိတော့ဒီလိုခေါင်းထဲမှာနောက်ထပ်ထပ်ညှစ်ထုတ်စရာမရှိတော့ဆိုရင်ဦးဇင်းပြောတော့မယ်နော်မြတ်စွာဘုရားဖြေတဲ့အဖြေကိုပြောတော့မယ်အဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကအာဇိတာတဲ့လောကကိုမထင်ရှားအောင်ပြုထားတာကတစ်မစ္စရိယတရားတဲ့ဗါတဲ့မထင်ရှားအောင်ပြုထားတာနံပါတ်1ကမစ္စရိယနံပါတ်2ကပမာဒအဲ့မစ္စရိယဆိုတာကကိုတော့ကြီးပွားလို့တယ်ချမ်းသာလို့တယ်ငါတကောကောပြီးတော့သူများကြီးပွားချမ်းသာတာတော့အလိုမရှိဘူးအဲ့တော့နေ့စဉ်နဲ့မြတ်သူတော်ကောင်းတို့ရုန်းကန်လှုပ်ရှားနေတာကကိုကြီးပွားကြောင်းကိုချမ်းသာကြောင်းသူများပေါ်မှာဝန်တိုမစ္စရိယရှိမရှိအဲ့ဒီမစ္စရိယတရားကလောကကိုဖုံးထားတယ်ဝေဝါးသွားအောင်လုပ်ပလိုက်အဲ့တော့အဲ့ဒီဖြေရတော့ကိုယ့်ဟာကိုယ်ပဲထုတ်ကြည့်ကြဒါမြတ်ဥဒ္ဓမင်္ဂလာဖြေတဲ့အဖြေတော့မဟုတ်ဘူးဘယ်သူဖြေတာတော့လောကကိုဝေဝါးအောင်လုပ်လိုက်တာမစ္စရိယစိတ်လေဗါတဲ့မစ္စရိယစိတ်အခုနေ့တိုင်းခုခင်ဗျားတို့တရားသိလာတဲ့ခါကျတော့ဩဟုတ်သားပဲကိုတရားလေးနဲ့ကိုငါတို့ဒီသက်ဒီရွယ်ရောက်ပြီဘယ်ချိန်သိမှမသိဘူးသေဖို့ကလည်းငါတို့ခဏအလန်းကပြနေပြီတော့သွေးတို့ရှိတဲ့လူကလည်းချိန်ပြေးသိနိုင်တယ်စီချိုရှိတဲ့လူကလည်းချိန်ပြေးသိနိုင်တယ်ဟုတ်လား silent killer တွေကိုယ်စီမှာရှိနေတယ်ဟုတ်ကလားနေမြင်ဣဇိဝကိစ္စမာတပံကောစင်ညာမရဏံတိဝေနေသိမလားညသိမလားဘသူကိုဘသူအာမခံနိုင်တော့
ဘယ်သူမှအာမခံလို့အာမခံရင်ဒါမိုက်မဲမှုတစ်ခုပဲအဲ့တော့အဲ့ဒီအာမမခံနိုင်တဲ့အထဲမှာဟောဒီလောကဒုက္ခတန်တရားကလွတ်မြောက်အောင်လို့ဒီဇိုင်းမတ်စောင့်ချပြီးတော့လုပ်ဖြစ်ပြီလားအေးတို့ဖြစ်ပြီလားဆိုတဲ့မိကုန်းတော့မှာကြိုးစားနေတယ်ဆိုရင်ဒါပြပြမလို့ရသေးဘူးဆိုတဲ့အဖြစ်မထွက်ဘူးလားအဲ့ဒါဘယ်သူကြောင့်လဲဟုတ်လေတပည့်တော်ကတော့သွားနိုင်ပါတယ်ကလေးတွေကရှိသေးတယ်ကိုကလေးတွေမျက်နှာငယ်မှာဆိုးလို့ဟောအဖေကကိုကလေးတွေမျက်နှာငယ်မှာဆိုးလို့အဲ့ဒါမစ္စရိယစိတ်ကိုကလေးသူများထက်သာစေခြင်းတယ်ဗမာပြည်ပြက်သွားတာအဲ့ဒါဗျဗမာပြည်ရှုထောင့်မျိုးစုံကပြက်သွားတာအဲ့မစ္စရိယအာကြီးလွန်းလို့အသေးစိတ်တော့ရှင်းပြတော့ခင်ဗျားတို့သိပြီသားဘောပါသလားဟုတ်ဒီလက်ပင်လက်ယူကိစ္စအမှန်တန်အောက်တန်းကြတဲ့ကိစ္စမှသိတယ်ဒါပေမဲ့ကိုသားသမီးပထမရဖို့တော့ပေးရမှာပဲကိုသားလေးထောင်ထဲကလွတ်ဖို့တော့ပေးရမှာပဲကိုအမှုနိုင်ဖို့တော့ပေးရမှာပဲပြည့်ရောကိုသားယာရုတက်ဖို့ဆိုတော့ DSA ကြောင်းတက်ကြတဲ့ကရင်လက်ပေးနေရတာကြီးနိုင်ငံချင်းမရှင်းတော့ပါဘူးဆိုရှင်းမိသွားပြန်အဲ့ဒါဘာစိတ်ခေါ်အခုတေချာမြင်အောင်ကြည့်ပါဦးဇင်းကတော့မြင်သွားခဲ့ပြီဦးဇင်းကဒီတရားကိုဟိုတနေ့ကရွှေပြီးသားဟောပြီးတော့ညရန်ကုန်မော်ပြီးကျောင်းကထိန်မှာဟောခဲ့တယ်ဒီတရားနော်အဲ့တော့ကထိန်မှာဟောတော့ဒကာဓမ္မတွေဟာတပည့်တော်တို့အရန်သဘောကျတယ်ဒီတရားလေးဆိုတော့အေးဟုတ်ပြီသူတို့သဘောကျရင်စင်ကာပူလည်းသဘောကျလောက်တယ်အဲ့တော့ငါစင်ကာပူသွားပြောပြအောင်မယ်ဆိုပြီးတော့အခုစိတ်ကူးလေးနဲ့လာတာနော်အဲ့တော့ဦးဇင်းကတော့မြင်သွားပြီမစ္စရိယစိတ်ဟုတ်သားပဲနော်တရားကိုဖြစ်မြောက်အောင်အောင်မြင်အောင်လွတ်မြောက်အောင်အာမထုတ်နိုင်တာရှေ့ဆုံးကဒါထတာသူတရားထုတ်ရင်းတဲ့တောင်မှအခုယောဂီချင်းချင်းကြည့်လိုက်သူ့ထက်ငါပိုးထိုင်နေတယ်ဟောတရားထိုင်ရင်တောင်ပြိုင်နေတာမစ္စရိယတော့ပါလားမင်းကျတပည့်တော်လောက်မှန်တဲ့လူမရှိဘူးဒီထဲမှာဟောဘယ်စကားပတ်စင်တိုင်းမပြတ်တာတပည့်တော်အဲ့ဒါလည်းမစ္စရိယပဲဟုတ်လားဘယ်ဆရာတော်လာဖျားတပည့်တော်တော့ရှေ့ဆုံးကနာတာပါပဲဆိုတော့နာကလေးကကိုက तू ပြောတယ်ပြောမှကိုကမစ္စရိယပါနေပြီဟုတ်လားသူများထက်ကိုသာခြင်းနဲ့ကိုသာဗราဏဖြစ်ခြင်းနဲ့မစ္စရိယဆိုတာဒါနေရာတိုင်းမှာထင်ရှားခြင်းနဲ့ကြော်ကြားခြင်းနဲ့အဲ့ဒီထင်ရှားမှုကြော်ကြားမှုအလိုရှိတဲ့စိတ်ကလောကကိုဝေဝါးသွားအောင်လုပ်လိုက်တယ်အဲ့တော့ဓမ္မအမြင်တွေဝေဝါးကုန်တာသူ့ချောင်းနဲ့ဒါသူမင်္ဂလာအဖြေမဟုတ်ဘူးတော့မကြည်နဲ့ခင်ဗျားတို့မြတ်စွာဘုရားနဲ့ပြဿနာတက်မှာရှင်းမလားအဲ့တော့ခုသူဘုသူမင်္ဂလာတို့ပလင်ပေါ်မှာဟောတယ်ဆိုတာဘယ်သူတရားတော့အေးမြတ်စွာဘုရားရဲ့တရားတခုလားဒါသုတ္တနိဗ္ဗာန်ပါဠိတော်လို့ဆိုတဲ့အတိုင်းမြတ်စွာဘုရားတက်ရိုက်ဟောခဲ့တာမေးတဲ့လူကဘာနဲ့မေးစိတ်နဲ့မေးတာအရှင်ဘုရားလောကကြီးကိုဖုံးလွှမ်းထားတာပဲတရားလေဘုရားအဇိတရေအဝိဇ္ဇာကွာအရှင်ဘုရားဒါဖြင့်လောကဟာဘယ်တရားကြောင့်မထင်ရှားတာလဲမစ္စရိယနောက်ကပမာဒနောက်တစ်လုံးကဘာလဲပမာဒလေခပမာဒဆိုတာမေ့နေတာပမာဒဆိုတာမေ့အခုချိန်တော့ခင်ဗျားတို့သတိရတယ်ကိုရုပ်ကိုပိုင်သလားအဲ့ဒါဒီမှာသတိရတယ်အိမ်ရောက်သွားမှသတိမရတော့ဘယ်သူသားတော့ငါသားဘယ်သူကားတော့ငါကားဘယ်သူသမီးတော့ငါသမီးဒါဘယ်သူအိမ်တော့ငါအိမ်မပြောလိုက်ရင်ငါတို့စင်ကာပူကတော့စင်ကာပူတော့ငါစင်ကာပူလုံးနေတာမလေးခင်ဗျားတို့ကြောက်ကြကကောင်းကောင်းသိနော်စင်ကာပူတို့ဂျပန်တို့နေတဲ့လူတွေသိမာနာကြီးတာပြီးမလေးသူတို့လောက်တူးတယ်သိတဲ့လူတတ်တဲ့လူမရှိဘူးသူတို့နေရာလာပြီးအတင်းပြောရတော့မကောင်းပါဘူးသဘောပါလားစင်ကာပူကနေဂျပန်သွားမယ်ဆိုတော့မှာတယ်မင်းဂျပန်ဟာတွေသိမာနာကြီးတာနော်ဥစဉ်နဲ့စင်ကာပူကမှာလိုက်တာအေးဂျပန်သွားတယ်ဂျပန်ရောက်သွားတော့ဘယ်သွားမှဆိုအမေရိကန်သွားအမေရိကန်ဥစဉ်အမေရိကန်ဟာတွေသိမာနာကြီးတယ်တပည့်တော်လို့မဟုတ်ဘူးတဲ့တပည့်တော်လို့သူကမသိဘူးတဲ့ဟောသူပြောတဲ့ထဲမှာကိုသူမာနာပါနေ
အဲ့တော့ဘယ်သွားဒီလိုပါပဲကွယ်နော်အဲ့တော့မစ္စရိယရဲ့ပမာဒရဲ့တရားနှလုံးဟာဦးဇင်းတို့တရားဓမ္မတွေအားလုံးအထူးသတိထားရမယ်တရားပါလို့ဦးဇင်းကမြတ်စွာဘုရားရဲ့ကိုးစားသတိပေးခြင်းတာမှန်ပါဗျာဟုတ်ကလားမှန်ပါဦးဇင်းကတော့မြင်သွားပြီဘာလို့ဆိုတော့ကိုယ်တိုင်လဲငယ်စဉ်တောင်ကြီးကလေးကတရားအထုတ်လာတယ်အဲ့တော့အထုတ်တဲ့ချိန်ဒီလိုရှေ့ဆုံးကနေထိုင်ပြီးတော့မလုပ်ဆိုရှေ့ဆုံးကနေထိုင်တယ်မမထိုင်တယ်မလုပ်ဘူးဘာလို့ဆိုငါးနောက်မှာလူတွေရှိတယ်အဲ့ဒီလူတွေကတခုကိုကိုချွေရင်းတာမြင်သွားရင်ရှက်လို့တရားရဖို့တော့မဟုတ်ဘူးကိုယ်စိတ်နဲ့နိုင်မရိုင်းဘူးဆိုပြောကြည့်တာလေဗျာခင်ဗျားတို့ဖြစ်မလားမဖြစ်မလားတော့မသိဘူးနော်ဘာလို့ဆိုရှေ့ဆုံးကထိုင်ရတာဒီလိုနေရာဆရာတော်နဲ့ရှေ့ဆုံးကထိုင်ရတယ်ဆရာတော်ကများမလို့ဒီကောင်းလေးသိတော်တာလို့ချီးမွမ်းရကိုပုံကိုတောင်အဲ့ဒီကဆယ်ဖီရိုက်လို့မရလို့ဘုံကရိုက်ချခြင်းသဘောပါသလားအဲ့လိုအဲ့တော့တရားထုတ်လို့တရားပလင်ဖြုတ်ပြီဆိုတာနဲ့ကိုကနားထောင်နေတာနောက်ကသားနော်နောက်ကဖြာခင်းထားတာကိုချွတ်သွားအဲ့ချွတ်တန်ကိုမှဖြုတ်တာကိုဖြုတ်လိုက်တဲ့ချိန်နောက်ကတယောက်မှမရှိရင်သဘောကျတယ်တယောက်ရှိနေအဲ့တရားအထုတ်တဲ့နေရာတော့မစ္စရိယအာကြီးတာသူမင်္ဂလာပြောတာပါသဘောပါလားအဲ့တော့တရားစကားပြောရင်လေကိုတော့လာမကြောနဲ့နော်ပိဋကသုံးပုံဟိုမှွေနောက်ပြီးအကုန်ဖတ်ထားတဲ့လူဘာမှလာမပြောနဲ့မင်းပြောတာငါအကုန်သိပြီးသားလာမပြောနားမထောင်ဘူးကိုပြောတာပဲနားထောင်သူများပြောတာနားမထောင်အဲ့ဒါဘာခေါ်တော့မစ္စရိယနောက်ကပမာဒကတ်လိုက်တယ်ပမာဒဆိုတာမေ့တာရုပ်ကိုယုံမှန်နာမ်ကိုနာမ်မှန်သင်္ခါရကိုသင်္ခါရမှန်မသိတော့ငါကိုငါဟာငါဥစ္စာဆိုတဲ့အစွဲမရှိဘူးလားရှိတော့ငါသာလျင်ပရဏဖြစ်ခြင်းနဲ့မစ္စရိယနဲ့ပမာဒတွဲထားရဲ့လောကအမှန် sorry လောကအမှန်မမြင်တော့သဘောပါလားအဲ့ဒါပဲပမာဒပဲနော်ကြည်နေရင်လည်းကိုလန့်တော့တဘာမှမကြောက်ဘူးလားဦးဇင်းတို့သတိထားစေမထားစေအဲ့ဒါဦးဇင်းတို့ရင်ထဲမှာရှိနေတဲ့တရားတွေဒါကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးပြောလိုက်တဲ့စကားတိုင်းဟာတန်ဖို့ရှိပါတယ်အမှန်တန်ရှိတယ်အဲ့တော့ခုနကမင်းတို့ဘယ်ပွဲမှာမေးမေးပေါ့လေအခုဒါဒီချိန်ဒီစင်ကာပူနဲ့ဆိုရင်ဒီတရားကိုဦးဇင်းဒါဒုတိယအချိန်ဟောတာပထမအချိန်မေးတော့ကလည်းကျောင်းမှာဆိုတာကဦးဇင်းကျောင်းမှာအမြဲတမ်းတရားနာပိဋက2000 3000 at least ပေါ့လေအနည်းဆုံးရှိပါတယ်တရားပွဲလုပ်ပြီဆိုတာနဲ့9000 6000လာကြပါတယ်လာတဲ့ပိဋကကလည်းဒါအမြဲတမ်းဒီပိဋကကြီးပဲဒါကိုလူနဲ့ကိုဆရာနဲ့ကိုတကရင်းနှီးနေပြီပေါ့နော်အဲ့တော့သူတို့အရေးချင်းကိုကောင်းကောင်းသိနေပြီသိနေတော့ဦးဇင်းကဒီလူတွေအမြဲတမ်းတရားနာတရားအထုတ်နေတဲ့ပုဂ္ဂိုလ်တွေပဲဆိုမေးလိုက်တယ်အခုတို့တက္ကရာမတွေဖြေသလိုပဲဟာတဏှာဖြေတဲ့လူရဲ့နော်ဒီဘက်ကိုဘယ်သူမှမသိနိုင်အဲ့တော့ဦးဇင်းတို့သူတော်ကောင်းတို့မေ့နေတဲ့ဦးဇင်းတို့ကိုနောက်ဆွဲကနေထိုးနှက်နေတဲ့တရားနှလုံးဘာနဲ့ပါလဲမစ္စရိယနဲ့ပမာဒပါအဲ့ဒီတရားနှလုံးမရှင်းနိုင်ရင်လောကကိုအမှန်မမြင်ပါဘူးအမှန်မမြင်သေးသေးလွတ်မြောက်ဖို့ဆိုတာကျင့်တတ်ပြီလားသဘောပေါက်သလားအဲ့တော့အခုနံပါတ်2မေကွန်းပြည်လဲပြီလားပြည်လဲပြီအဲ့တော့ဦးဇင်းသတိပေးကျင်တာကဒီစကလုံးနှလုံးကိုပြောလိုက်တာဥဒ္ဓမင်္ဂလာမဟုတ်ဘူးမြတ်စွာဘုရားဖြစ်ပါတယ်အဲ့တော့မြတ်စွာဘုရားသည်အကျိုးမဲ့အချီးနှီးစကားကိုမပြောပါဘူးမပြောတဲ့အတွက်ဦးဇင်းတို့ကကိုယ့်ရင်ထဲကကိုယ့်ကိုတရားမရအောင်တရားလမ်းကြောင်းကိုမဖြောင့်မတ်အောင်ဖြည့်ဆည်းနေတဲ့ဒီမစ္စရိယကိုယ်တိုင်မြင်အောင်ကြိုးစားပါလို့ဦးဇင်းကသတိပေးခြင်းပါတယ်မှန်ပါဗျာဟုတ်ပြီနော်အဲ့တော့မစ္စရိယနဲ့ပမာဒမေ့တတ်တယ်ရုပ်ကိုလည်းမေ့တတ်တယ်နာမ်ကိုလည်းမေ့တတ်တယ်အရှိတရားကိုအရှိတရားနဲ့မလျော်အောင်မေ့သွားပြီဆိုရင်ဦးဇင်းတို့တော်ကောင်းတို့တွေလောကကိုမှန်မမြင်တော့အမှန်တရားပြောက်ွယ်သွားပြီကျင့်တတ်ပြီလားကဲဒါပြန်နံပါတ်3မေးခွန်းဂငယ်မေးခွန်းကပါတယ်တော့တတ္တဝါတွေကိုလိမ့်ကြံထားတဲ့တရားပဲတရားလေဆိုတော့တရားတော်ဦးဇင်းကမြန်မာမှုပြုပေးလိုက်တယ်ညှဉ်းနှွမ်းစေတယ်လို့ပြောဘူးလားအခုအဲ့ဒီခုနကမစ္စရိယနဲ့
ပမာဒတရားနှစ်ပါးလွှမ်းခြုံထားပြီးတော့နောက်ဆက်တွဲအခုညင်နွမ်းစီတဲ့တရားသာကတ်ကြည့်လိုက်ရင်သူတော်ကောင်းတို့တွေလောဘဒေါသမောဟဆိုတဲ့ကိလေသာတွေကိုယ်တဏ္ဍာမှာတောထလာတော့မယ်တောထလာရင်ကာယကံအမှားဝစီကံအမှားမနောကံအမှားတွေမလုပ်ဖြစ်ဘူးလားလုပ်ဖြစ်ပြီအဲ့လိုကာယကံဝစီကံမနောကံအမှားတွေကိုလုပ်ဖြစ်အောင်ညင်နွမ်းအောင်သရဝါတွေကိုညင်နွမ်းအောင်လုပ်တာဘယ်တရားလဲကဲဖြေဟုတ်ပြီဒီကပြီးပြီလို့ပြောမယ်လို့လဲတူတူလို့လဲကဲကိုဖြေနဲ့ကိုကျင့်တတ်ပြီလားကိုဖြေထားပြီပေါ့ဆိုကြပါစို့နော်အခုရှေ့ကအတန်ထွက်ဖြေတဲ့လူရှိတယ်အတန်မကြားတကြားဖြေတဲ့လူရှိတယ်နော်လှုပ်ခါလေးဖြေနေတဲ့လူရှိတယ်ဘယ်လိုပဲဖြေပေါ့အဲ့တော့လောကကိုညှဉ်းနှွမ်းအောင်တော်တော်ကောင်းတို့ဦးဇင်းတို့ကိုလိမ့်ကြံထားတဲ့တရားဟာအမှန်ပါပဲတဏှာပါတဲ့ဘယ်သူလဲတော့တဏှာဆိုတဲ့တရားကတော်တော်ကောင်းတို့ကိုကာယကံအမှားဝစီကံအမှားမနောကံအမှားတွေမှားအောင်လိမ့်ကြံထားတယ်အဲ့တော့ကိလေသာအစဘယ်လိုလဲတဏှာကအစအဲ့တော့ကြည့်ရအောင်ဦးဇင်းတို့တန်တရားတစ်ခွင်မှာတန်တရားကိုဖုံးလွှမ်းထားတာဘယ်သူလဲအဝိဇ္ဇာပစ္စယသင်္ခါရဆိုပြီးဟောဒီအဝိဇ္ဇာရဲ့ဥဆောင်မှုနဲ့ကာယကံဝစီကံမနောကံတွေမလုပ်ဘူးလားလုပ်တော့ကာယကံဝစီကံမနောကံမှာကုသိုလ်အကုသိုလ်ရဲ့လို့ရွေးချယ်နိုင်ခဲ့သလားလို့မေးမရွေးချယ်နိုင်ခဲ့ဘူးလုပ်ရင်းနဲ့ကုသိုလ်ဖြစ်သွားတယ်လုပ်ရင်းနဲ့အကုသိုလ်ဖြစ်သွားတယ်အဲ့ဒီရဲ့အဖြေကတို့စာရီထဲမှာသူတော်ကောင်းတို့ဒီမှာအများအားသင်ကြားနေတာပဲသင်္ခါရမှာပုံညာပြီးအပုံညာပြီးလို့မလာဘူးလားစာမှာဘာလို့ဒီလိုလာရတယ်လဲဆိုတော့ပုံညာပြီးကုသိုလ်လုပ်ရင်လည်းအလွန်အကျွံလုပ်တယ်ပုံညာအဘိသင်္ခါရပုံညာကုသိုလ်ကောင်းမှုကိုအဘိလွန်ကဲစွာသင်္ခါရပြုလုပ်ခြင်းအပုံညာပြီးအပုံညာမကောင်းမှုအကုသိုလ်ကိုအဘိလွန်ကဲစွာဆိုတော့အတိတရားမရှိတဲ့အတွက်အာဟုသို့မှလည်းအထိန်ကိုမရှိဘူးအခုတန်ခါလုပ်ငန်းလုပ်နေတယ်မဟုတ်ဆိုးလုပ်ငန်းလုပ်နေတယ်ကိုတန်ခါတွေငါးဖမ်းထွက်တယ်ငါးတိုင်လုပ်တယ်ငါးကုမ္ပဏီလုပ်တယ်မလုပ်ကြဘူးလားလုပ်တော့အဲ့ဒီလုပ်ရင်ပတ်စံများများရတယ်ဆိုရင်အဲ့ဒီလုပ်ကိုတခါနဲ့စားတဲ့သဘောသင်္ဘောတစ်စင်းကနေ20ကနေ30ကိုတော်နှလုံးကနေ3လုံးလုံးမလားမလုပ်ဘူးလားလုပ်မယ်အာဟုသို့လုပ်ကိုတိုးလုပ်နေတယ်ဒါပေမဲ့ तू အာဟုသို့မှမသိလို့တိုးလုပ်နေတာပေါ့ဗျာဒီအလုပ်ကမကောင်းဘူးပဲเนาะသူတို့ကအသက်တတ်တဲ့အလုပ်ဒီဘဝတန်တရားမှာဖြစ်နေရဘဝမှာအသက်တူရမယ်ဘယ်တော့မှသက်တမ်းစိပြည့်အောင်မနေရဘူးအနာရောဂါများမယ်ရန်သူပေါ်မယ်ဟုတ်ပြီနော်ကိုယ်ကိုမနာလိုဝန်တို့တိုက်ခိုက်တဲ့လူပေါ်မယ်အပြစ်ပြောတဲ့လူပြောပေါ်မယ်ဆိုတော့ဒီပါဏာတိပါဏကံရဲ့အပြစ်ကလေးသာသိခဲ့ရင်ဒီလိုအဲ့လောက်လွန်ကဲသွားသူမလုပ်ဘူးအဲ့တော့ကုသိုလ်ကောင်းမှုလုပ်တဲ့နေရာလဲဒီလိုပဲလှူတယ်ဆိုတော့နောက်ဆုံးကိုယ်စီစိမ်မှာအကုန်လှူချလိုက်တယ်ကိုယ်ပါနေစရာမရှိအောင်လှူပြီးတော်ရဲသွားနေပလိုက်တယ်အဲ့လိုအလွန်အကျွံလုပ်ပလိုက်တာတွေမရှိဘူးလားရှိတယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့သိလို့လားမသိလို့လားမသိခြင်းအဝိဇ္ဇာဖုံးလွှမ်းထားတော့အလွန်အကျွံနေလုပ်တယ်အဲ့တော့ကုသိုလ်လုပ်တဲ့နေရာမှာလဲ၅ပါးအယုံကာမဂုဏ်ကိုတတ်မှတ်တဲ့စိတ်တွေနဲ့လုပ်နေတာလုပ်နေတော့အဲ့ဒီသင်္ခါရတွေကအဘိလို့ပြောရတာကအထင်းအခွတ်ပညာမပါဘူးဒါကြောင့်အခုသာသနာတွင်တဲ့သာသနာပကုသိုလ်လုပ်တဲ့နေရာမှာကျေးဇူးရှင်ဘုဂုတ်ဆရာတော်ဘုရားကြီးကပြောတယ်ဒါနသီလဘာဝနာနောက်ထပ်သစ္စာသိအောင်အရင်လို့မဆုံးပါဘူးလားဘာကြောင့်ဆုံးပါရလဲဆိုတော့အသိပါတဲ့အလုပ်နဲ့အသိမပါတဲ့အလုပ်ဘယ်ရင်းကတန်ဖိုးရှိလဲသိပါဟေးအသိပါတဲ့အလုပ်ကမှတကယ်သွားလို့ရပန်းတိုင်ကိုဆိုက်မြိုက်သွားလို့ရမှာအသိမပါရင်လမ်းကြောင်းလွဲသွားနိုင်တယ်ဟုတ်ပလားဒီတော့သိချင်းတရားဟာလိုအပ်မလိုအပ်အေးဒီမှာတန်တရားအစဘယ်သူကတော့ဒါကြောင့်ခုနကနော်ဥကောင်းဆိုတဲ့တရားမှာနော်ခုနကတရားပုဂ္ဂလိကိုရှက်ခါလေးထည့်လိုက်တာအရေးကြီးလို့အခုခင်ဗျားတို့ကျုပ်တို့ရဲ့ဥကောင်းဟာဘယ်သူလဲအဝိဇ္ဇာတန်တရားဥကောင်းသူပဲသူ့ကိုပြုတ်ချဖို့နော်ဘုရားမြတ်စွာဘုရားရဲ့တရားတော်တွေမှာယုံကြည်တဲ့သရတရားသတိတရားပညာတရားမရှိဘူးဆိုရင်ဒီဥကောင်းပြုတ်အောင်လုပ်လို့မရရင်အဝိဇ္ဇာသင်္ခါရဆိုတဲ့တရားတွေကခင်ဗျားတို့ကျုပ်တို့မှာရှိမရှိရှိရင်သင်္ခါရပစ္စယဝိညာဏဆိုဒီပရိသေဝိညာဉ်လာမလားမလာဘူးလား
ပရိသေဝိညာဉ်ဇာတိလာရင်ဇရာမရဏပြေးလို့မလွတ်ဘူးဆိုတော့အဖန်မှန်မွေးအဖန်မှန်သေဆိုတဲ့ဇက်ကငြိမ့်မှာမလားငြိမ့်ပါဘူးမငြိမ့်တော့ဝိညာဉ်တန်ရုပ်သက်လာရင်နဖသဝေဒနာရလာရင်ဘာသစ္စာဒုက္ခသစ္စာချမ်းသာသလားဆင်းရဲသလားအဲ့တော့အဲ့ဒီဆင်းရဲကြီးကိုဒီအဝိဇ္ဇာရဲ့ဥဆောင်မှုနဲ့လာလိုက်ကြတော့ဒီမှာဝေဒနာပစ္စယပါလားတဏှာဆိုတာအခုခင်ဗျားတို့ကျုပ်တို့မှာစားစားသွားသွားနေနေထိုင်ထိုင်ဟောဒီခံစားမှုဝေဒနာပါမပါစားတော့လဲစားကောင်းမကောင်းမသုံးတတ်ဘူးလားသုံးတတ်တယ်နေတော့လည်းနေကောင်းမကောင်းမဝေဖန်ဘူးလားဝေဖန်တယ်ကြည့်တော့လည်းကြည့်လို့ကောင်းမကောင်းမဝေဖန်ဘူးလားအဲ့ကောင်းမကောင်းဝေဖန်နေတာကဝေဒနာအဲ့ဒီဝေဒနာကိုနှစ်သက်တာကအခုခင်ဗျားတို့ရိုးရိုးလေးပဲလေမကောင်းတာကြိုက်လားကောင်းတာကြိုက်ဒါပဲဆင်းရဲတာကြိုက်လားချမ်းသာတာကြိုက်ချမ်းသာအဲ့ကြိုက်တာဘယ်သူလို့အဲ့တော့ဒီတဏှာဆိုတဲ့တရားကပဲသူတော်ဟောင်းတို့ကိလေသာလောဘဒေါသမောဟဆိုတဲ့ကိလေသာတဏှာမာနဒိဋ္ဌိဆိုတဲ့ကိလေသာအားလုံးရဲ့အရင်းခံကဘယ်သူလဲဒါကြောင့်သူတော်ကောင်းတို့ကိုလိမ့်ကြံထားတာပါတယ်လေတဏှာဒါကြောင့်သူတော်ကောင်းတို့ဦးဇင်းတို့တွေတန်တရားတစ်ခွင်မှာတိတဲ့တိတိုက်တဲ့အရာလောကကိုဖုံးလွှမ်းထားတာဘယ်သူလဲဝိဇ္ဇာလောကအခုခင်ဗျားတို့တန်တရားလောကကြီးကိုဒုက္ခမျိုးစုံခံနေရပါရဲ့တဲ့မထင်ရှားအောင်ပြုထားတာကမစ္စရိယနဲ့ပမာဒဒီတရားနှလုံးကိုတော့သူတော်ကောင်းတို့ကြာကြာနာနာနှလုံးသွင်းနိုင်အောင်ကြိုးစားခဲ့နော်အဲ့တော့မနေ့ကတရားပွဲလာတဲ့ခါကျရင်စိတ်ထဲမှာဘဝင်တွေ့အောင်ဟုတ်သားပဲလို့ခေါင်းငိမ့်နိုင်ရင်ပို့ပြီးတော့ခင်ဗျားတို့အကျိုးများပါလိမ့်မယ်အဲ့တော့နံပါတ်3ညှဉ်းနှွမ်းအောင်လုပ်ထားတာကတဏှာကဲကောင်းပြီနောက်ဆုံးမေးခွန်းတစ်ခုအဲ့ဒီလောကကြီးမှာအကြီးဆုံးဘေးဟာဘာလဲဟုတ်တယ်နော်ဒီလောကကြီးမှာဘာလဲအယူမှားတဲ့ကိစ္စဘေဘီကိစ္စကိုစီအဖြေရှိအောင်လုပ်နော်ဦးစင်းကိုနှုတ်ကနေဖြေနိုင်တာမဖြေနိုင်တာအရေးမကြီးပါဘူးနှုတ်ကမဖြေရဲလို့မဖြေလိုက်ဘူးဆိုပေမဲ့စိတ်မှာတော့အဖြေရှိနေအောင်ကြိုးစားပါဒါမှဘသူအသိဖြစ်မှာလဲကိုယ်ပိုင်အသိရမှာကိုယ့်အတွက်အားထားရတရားဖြစ်မှာအဲ့တော့လောကမှာအကြီးဆုံးဘေးဟာမှာလေတဲ့ထိုလောကအတွက်အကြီးဆုံးဘေးမြေကောင်းပြီဒါခင်ဗျားတို့အဖြေကိုယ်စီရှိပြီမြတ်စွာဘုရားဖြေတဲ့အဖြေကိုနားထောင်ကြည့်အောင်နော်မြတ်စွာဘုရားကအဇိတာတဲ့လောကမှာအကြီးဆုံးဘေးဆိုတာတန်တရားဝတ်ဆင်းရဲပြီးပဲပါတယ်လေဝတ်အခုသူတော်ကောင်းတို့ကြည့်ခေါင်းဆောင်ဘုသူလဲဝိဇ္ဇာဆိုတာကိလေသာရှိရင်မလုပ်ကံလုပ်တယ်ကိလေသာဝတ်ရှိရင်ဝတ်ဆိုတာလဲနေတာဝတ်ဆိုတာကိလေသာရှိပြီဆိုရင်သေချာပေါက်ကံလုပ်တော့မှာကိလေသာဝတ်ရှိရင်ကမ္မဝတ်လုပ်ရင်ဝိပါကဝတ်ကြီးရမယ်ဒီဝိပါကဝတ်တရား၈ပါးမရဘူးလားဝိပါကဝတ်၈ပါးပါလေပြောကြည့်တာဝိညာဉ်ဇာတိဇရာမရဏဥပပတ္တိဘဝအဲ့ဒါဝိပါကဝတ်၈ပါးအဲ့ဒီဝတ်၈ပါးကိုပြန်ကြည့်ရင်ကိလေသာဝတ်ရှိရင်ကာမဝတ်လုပ်တယ်ကိလေသာဝတ်သာရှိနေရင်ကာမဝတ်လုပ်တယ်ကာမဝတ်လုပ်ရင်ဝိပါကဝတ်ရတယ်အဲ့ဒီသုံးခုလေးကိုတိုင်ပင်မအောင်ဖြည့်ကြည့်သမှာကိလေသာဝတ်ရှိရင်ကာမဝတ်လုပ်တယ်ကာမဝတ်လုပ်ရင်ဝိပါကဝတ်ရရင်ကိလေသာဝတ်ရှိတယ်အဖြေကိုသိချမ်းမှန်းတော့ဝိပါကဝတ်ကောင်ကြီးမွေးလာပြီဆိုမှတော့ကိလေသာစင်ကြယ်တဲ့ဘယ်ဝတ်ကောင်မှမမွေးဘူးမှတ်ထားကမ္မဘဝပစ္စယဇာတိရဲ့လို့လာရင်ဗြဟ္မာဇာတိလာတော့ကိလေသာမကုန်သေးလို့လာတာ
ဒါနားလည်အောင်ပြောတာတော့အော်တယ်လို့မအောင်မင်းနဲ့ဟုတ်လားအဲ့တော့ဦးဇင်းအဲ့လိုတရားရှင်းအဲ့လိုအာဘာရှင်းမှာကျင့်တတ်တယ်အဲ့တော့ခင်ဗျားတို့ကျင့်ကြီးတဲ့တိုင်းပြည်မှာအော်တာကိုမကျင့်တတ်ဘူးဆိုလည်းသိခံပါနော်အဲ့တော့ပြန်သားထောင်ကြည့်ကိလေသာဝကမ္မဝလုတ်တဲ့လူတိုင်းဟာဝိပါကဝရကိုရဝိပါကဝကောင်ကြီးရပြီဆိုကြတဲ့ဘယ်သူပါလာပြီတော့ဒါမှမဟုတ်ဝိပါကဝရရင်ကိလေသာဝရှိတယ်ရှိကိုရှိတယ်ကိလေသာဝရှိရင်ကမ္မဝလုတ်တယ်ကိလေသာရှိသူကလည်းကံမလုတ်ပဲနေလို့ကိုမရဘူးဝရနာလို့မရတာဝဒါကြောင့်ဦးဇင်းတို့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကအခုဦးဇင်းတို့မြတ်စွာဘုရားသားတော်ဖြစ်ခံယူတော့မယ်တာမဏေဝတ်တော်မယ်ဆိုရင်လည်းတန်သာရဝတ္တဒုက္ခတော်မောဇနာထာယပပ္ပိဇံယာစာမိဟုတ်ပြီနော်တာမဏေရောဒီတာမဏေဘဝကိုတန်တရာဝတ်ကကျွတ်လွတ်ဖို့ပေးပါယဟန်ပစဉ်ဖြစ်ကိုတန်တရာဝတ်ကကျွတ်ဖို့ပေးပါဒါကြောင့်အခုခင်ဗျားတို့တိလခံယူဆောက်တည်လဲပညာရှိဆိုရင်တန်တာရဝတ္တဒုက္ခတော်မောဇနာထာယတိတရဏိနာသဟအပြင်စသီလဓမ္မယာစာမိဒီလိုတောင်းတာအဲ့တော့ဦးဇင်းတို့ကြောက်စရာအကောင်းဆုံးဘေးကြီးဟာအဲ့ဒီတန်တရာဝဘေးကြီးဟုတ်လားဟဲ့ဝရှိလို့ခန္ဓာရှိတာခုနခန္ဓာဟာအကြီးဆုံးဘေးလို့ပြောတယ်မလားအဲ့ဒီခန္ဓာရဖို့ဆိုတာဒီဝရှိနေမှကိလေသာဝရှိတော့ကာမဝလုတ်တယ်ကာမဝလုတ်ရင်ဝိပါကဝရတယ်ဝိပါကဝရရင်ပြင်းလို့မရဘူးပြင်းလို့မလို့ဘူးကိလေသာဝဝိပါကဝကောင်းကြီးရပြီဆိုတာနဲ့ကိလေသာဝရှိတယ်ကိလေသာဝရှိရင်ကာမဝလုတ်ရင်ဟောအဲ့တော့မြတ်စွာဘုရားကကြောက်စရာကောင်းဆုံးဘေးဟာကံတရားဝတ်ဆင်းရဲ့ရှင်းမလားသဘောပေါက်ပြီလားအဲ့တော့ဦးဇင်းတို့တော်ကောင်းတို့တွေခုဒါကိုယ့်ရဲ့တရားနာမှတ်သားထားတဲ့ရှိကမှတ်သားထားခဲ့တဲ့ငါတို့ရရှိထားပြီးသားပညာအရေးချင်းကိုဒီနေ့တော်ကောင်းတို့စစ်တာပဲကိုယ့်အရေးချင်းကိုစစ်တာဓမ္မအမှန်တရားမြတ်စွာဘုရားရဲ့အဖြေနဲ့ငါတို့ယင်ထဲကအသိနဲ့ကြိုက်ပလားလို့ဒါကိုယ့်ကိုကိုယ်အသိဆုံးကိုဖြေလိုက်တဲ့ထဲမှာကိုဖြေတာဘယ်နှရာခိုင်နှုန်းမှန်တယ်ဘယ်နှရာခိုင်နှုန်းမမှန်ဘူးဆိုတာဘယ်သူကိုသိတယ်ကိုသိရင်ဒါအမှန်တရားကိုသိအောင်ငါတို့မဖြစ်မနေကြိုးစားရမယ်ဆိုတာဦးဇင်းတို့ဒါအဖြေပေါ်သွားပြီမှန်ပါဗျာရှင်းတယ်နော်အဲ့တော့ဒါကိုဦးဇင်းတို့ထဲထဲဝင်ဝင်ပြောရရင်နော်လောကကိုဖုံးလွှမ်းထားတာဘာလို့လဲအဝိဇ္ဇာဆိုတဲ့မသိခြင်းတရားအဲ့တော့မသိခြင်းတရားသည်သိအောင်ဖော်ထုတ်ပြသမယ်သာသနာနဲ့မကြုံမချင်းသိเสียအကြောင်းရှိဘူးအဲ့တော့အခုခင်ဗျားတို့မှာသိနိုင်တဲ့ကာလရောက်မရောက်ရောက်နေရင်ဒီအဝိဇ္ဇာဥကောင်းကိုဖြိုခွင်းနိုင်တဲ့အစွမ်းရှိတယ်ဒါကြောင့်ရှိတဲ့ဘဝကိုပေါ့ဆဆအချိန်မကုန်စေဘဲနဲ့ဒီတန်တရာဥကောင်းကြီးပြုတ်ထွက်နိုင်အောင်ကြိုးစားရတယ်ဟုတ်ပြီနော်နောက်တတ္တဝါတွေဟောဒီလောကကိုမထင်ရှားအောင်ပြုထားတာကဘာလို့လဲဝိသေယနဲ့ပမာဒဆိုတာမမေ့ပါနဲ့တရားသဘောကိုမမေ့တာအပမာဒမေ့လျော့နေတာပမာဒရုပ်ကိုရုပ်လို့မေ့နေတယ်နာမ်ကိုနာမ်လို့မေ့နေတကယ်တော့လောကမှာရှိတာယုတ်နံဓမ္မသင်္ခါရတရားဘာတရားယုတ်ကလည်းသင်္ခါရနာမ်ကလည်းသင်္ခါရဆိုတာအဖန်ဖန်ပြုပြင်နေရတဲ့တရားဟုတ်ပြီနော်ဝတ်ကောင်ကြီးလို့ခေါ်တယ်ခုကိလေသာဝရှိတော့ကာမဝလှုပ်တယ်ကာမဝလှုပ်တော့ဝိပါကဝရတယ်ဝိပါကဝရတော့ကိလေသာဝရှိတယ်ကိလေသာဝရှိတော့ကာမဝလှုပ်တယ်ကာမဝလှုပ်တော့ဝိပါကဝရလုံးလဲလိုက်နေတာရှင်းတယ်နော်အဲ့တော့အဲ့လိုလုံးလဲလိုက်နေတဲ့တရားကြီးမှာကိလေသာဝတ်သည်သူတော်ကောင်းတို့ကိုအမြဲတမ်းခြေလှယ်ထားတဲ့အတွက်ဟောဒီဝိပါကဝတ်ကောင်ကြီးကိုဝတ်ကောင်ကြီးမှသိဘူးအခုခင်ဗျားတို့ယုံနာလောကကြီးရထားတဲ့ယုံနာလောကသည်ဝတ်လောကဘယ်လိုမှဖြည့်ရှင်းလို့မရဘူးအခုဒီခန္ဓာကိုယ်ကြီးကိုခင်ဗျားတို့ပြစ်ချခြင်းလို့မရဘူးအခုလှုပ်ထားတဲ့ကံတွေအကျိုးမပေးနဲ့လို့ဒါမှမဟုတ်အရိယသစ္စာတရားသိသွားပြီဆိုရင်လောကအလယ်မှာလှုပ်နေကြတဲ့တချို့ကကံမကောင်းလို့ရေရချီတယ်တိုက်ရိုက်တက်ဆင်လှုပ်တယ်နော်ဟိုကဲတင်ရှင်နေရှာတယ်ရမလားမရဘူးဝတ်သဘောတရားရဘယ်လို့မှမရနိုင်တကယ်လို့အဲ့လိုရှောင်လွဲလို့ရတယ်ဆိုရင်လည်းဒါဓမ္မမဟုတ်တော့
တော်ပါလားအဲ့တော့ဓမ္မနိယာမတရားရကောင်းတာလုပ်ရင်ကောင်းကျိုးပေးမယ်အဲ့တော့ကိုလုံးကောင်းတာလုပ်လို့ကောင်းကျိုးပေးမှာကိုဘယ်သူတားလို့ရလဲအခုသူတော်ကောင်းတို့စောင့်တည်ထားတဲ့သီလကိုဘယ်သူလာဖျက်လို့ရအဲ့ဒီသီလအကျိုးကိုဘယ်သူမှဖျက်စီလို့ဒီလူကောင်းကြီးကိုသာတတ်လိုက်လို့ရမယ်ဒီစောင့်တည်ထားတဲ့သီလအကျိုးကိုတော့ဖျက်လို့ကျင့်သလားဒီတော့မစ္စရိယနဲ့ပမာဒသည်အလွန်သတိထားရမယ်တရားငါတို့ကိုလမ်းကြောင်းပြောက်အောင်ဝေဝါးအောင်လုပ်နေတာဒီတရားနှစ်ပါးပဲလို့သဘောပါလားကောင်းပြီဒါဖြင့်ဒီတရားသည်ဦးဇင်းတို့တော်ကောင်းတို့အတွက်တန်ဖိုးရှိမရှိပါဘူးအလွန်အလေးအမြတ်ပြုဖို့သင့်မသင့်အဲ့တော့ကိုစီအတိတရားနဲ့ဆိုင်ကိုနှလုံးသားတွေကိုရောက်အောင်ကိုစီကြိုးစားပါအဲ့တော့ဦးဇင်းတို့ကိုလောကတန်တရားတွေကမလွတ်နိုင်အောင်ဝေဝါးအောင်လမ်းကြောင်းပြောက်အောင်လုပ်နေတာဘာလို့လဲမစ္စရိယနဲ့ပမာဒမစ္စရိယမနာလိုဝန်တိုစိတ်နဲ့ပမာဒမေ့လျော့ခြင်းတရားဟုတ်ပလားဟဲ့ကောင်းပြီလောကကိုညှဉ်းနှွမ်းစေတာတဏှာဆိုတဲ့ကိလေသာရှိရင်သူများသက်တတ်တဲ့အလုပ်လည်းလုပ်မယ်သူများသားမယားပစ္စည်းပြင်မာတဲ့အလုပ်လည်းလုပ်မယ်ပူသားလည်းပြောမယ်သေရလည်းတောင်းမယ်အဲ့ဒါတွေကဘာလဲဆိုတော့ဒီ၅ပါးအယုကာမဂုဏ်နဲ့လှည့်စားပြီးတော့တဏှာကခမည်းတော်ကိုအမှားယွင်းနေမလုပ်ဖြစ်အောင်တတ္တဝါတွေကိုညှဉ်းနှွမ်းအောင်လုပ်နေတာဒီတဏှာရှင်းမလားအဲ့ဒီတဏှာအကြောင်းကိုအဇိတကမနေ့ပြန်ဆက်မေးလိုက်ဦးမယ်ဟုတ်ပလားအဲ့ဒီအမေးအဖြေကြတော့နေ့ပြန်ကြမှာနာကြအဲ့တော့ဒီနေ့တော့လောကညှဉ်းနှွမ်းသွားတာဘယ်သူကြောင့်တဏှာကြောင့်โอเคနောက်ဆုံးလောကမှာအကြီးမားဆုံးဘေးကြီးကတန်တရားဝိုးဒီဝကြီးမပြတ်သေးသေးဒီဒုက္ခမလွတ်ဘူးဒါကြောင့်မို့ငါတို့အားထုတ်ရတယ်ဆိုတာအခုသီလသမာဓိပညာတွေနဲ့အားထုတ်နေတယ်ဆိုတာဘာပြတ်ဖို့လဲဝတ်ပြတ်ဖို့ရှင်းသလားအဲ့တော့ကိလေသာဝရှိရင်ကမ္မဝလုပ်မယ်ကမ္မဝလုပ်ရင်အဲ့တော့အဲ့ဝတ်သုံးပါးဖြတ်ဖို့လိုအပ်မလိုအပ်ဖြတ်တော့ကိလေသာဖြတ်မလားကံဖြတ်မလားဝတ်ဖြတ်မလားကမ္မဝတ်ဖြတ်မလားကိလေသာဝတ်ဖြတ်မလားကံဝိပါကဝတ်ဖြတ်မလားကိလေသာအဲ့ဒါလေးမနေ့ပြန်ကြတော့အဖြေထုတ်ကြတာပေါ့သဘောပါသလားကဲခုရှိတော့ဒီမေခွန်း၄ခုကိုကောင်းစွာသဘောပေါက်တယ်ဆိုရင်သူတော်ကောင်းတို့ရှောင်ရန်ဆောင်ရန်နေသတိထားဖို့လိုအပ်မလိုအပ်ဒါကခုနကဘာဝရီပုံနာကြီးကတော့သူ့ကျောင်းမှာသူနေခဲ့တာဒီရောက်လာတဲ့ပုံနာ16ယောက်ရဲ့ခေါင်းဆောင်အကြီးအကဲဖြစ်တဲ့အဇိတကမေးတဲ့မေခွန်းဒီနေ့ပု္ပ္ပာနံပါတ်1ပြီးပါပြီအဲ့တော့ပု္ပ္ပာနံပါတ်1မှာပု္ပ္ပာငယ်ဘယ်နှခုရှိလဲအဲ့ဒါဟာဦးဇင်းတို့သူတော်ကောင်းတို့အတွက်မှတ်သားပြီးတော့ဒီထဲမှာအဝိဇ္ဇာဆိုတဲ့လောကအမှောင်ဖုံးထားတဲ့တရားကိုအလင်းဖြစ်အောင်အဝိဇ္ဇာကိုတိုက်နိုင်တာကဝိဇ္ဇာဟုတ်ပြီနော်လောကကိုမထင်ရှားအောင်ပြုထားတဲ့မစ္စရိယနဲ့ပမာဒကိုတိုက်နိုင်တာကတတိနဲ့ပညာဟုတ်ပလားသတိပညာရှိမှဒီမမေ့မလျော့ခြင်းကသာလျှင်မေ့လျော့ခြင်းကိုအနိုင်ယူလို့ရမယ်ပညာရှိမှမစ္စရိယကိုကျော်ဖြတ်လို့ရမယ်သဘောပါသလားနောက်ဆုံးအကြီးဆုံးဘေးဟာပါလေတန်တရားဝတ်ဒီဝတ်ကြီးကိုငါတို့လွတ်မြောက်အောင်ကြိုးစားဖို့လိုအပ်မလိုအပ်အဲ့တော့ဝတ်ကထွက်မြောက်ရလမ်းရှိမရှိဧကယနောဉာဏ်ဘိက္ခွေမက်ကောဦးဇင်းတို့တော်ကောင်းတို့ရဲ့ထွက်เสียလမ်းဟာဘယ်နှကြောင်းပဲရှိတယ်တစ်ကြောင်းပဲရှိတယ်မက်ကင်၈ပါးအဲ့တော့ခုနအော်နေတဲ့သီလဓမ္မာတိပညာအဲ့ဒီသိက္ခာ3ရပ်နဲ့မက်ကင်၈ပါးလမ်းမှလွဲပြီးထွက်ရလမ်းရှိပါအဲ့တော့ဒီသာသနာနဲ့ကြုံတွေ့ကြိုက်မှာဒီသန္တရာဝတ်ကကျွတ်အောင်လုံနိုင်မှသာလျင်ငါတို့ဒီဘဝလူဖြစ်ရကြနာမသာသနာနဲ့ကြုံရကြနာမအဲ့တော့တခြားသောတာရေးသမီးရေးစီးပွားရေးလူမှုရေးနိုင်ငံရေးတွေနဲ့တန်တရားဝတ်ကကျွတ်ဖို့အရေးဘယ်ဟာအရေးကြီးတော့အဲ့ဒါအခုလူဖြစ်ရတဲ့အနှစ်သာရသာသနာနဲ့ကြုံတဲ့အနှစ်သာရပါကျန်တဲ့အရေးတွေဆိုတာတန်တရားမှာပြုခဲ့ကြတဲ့တပ္ပိတတ္တကာမတကာဆိုတဲ့အတိုင်းသူ့အကြောင်းနဲ့သူ့အကျိုးအကြောင်းရှိရာအကျိုးဖြစ်နေကြတာဖြစ်တဲ့တွေ့တည်ငါကြုံတွေ့ကြတဲ့ကံဝတ်ကြွေးတွေပေးဆပ်နေကြရတာမှန်ပါဗျာဟုတ်ပါလားအဲ့ဒီဝတ်ကြွေးဒုက္ခတွေလိုက်ကြည့်နေရင်တို့တန်တရားပြီးเสียလမ်းရှိပါရှင်းလားအဲ့တော့ကိလေသာကနှောင်ဖွဲ့ထားတော့မစ္စရိယနဲ့ပမာဒသည်ဖုံးလွှမ်းထားတဲ့အတွက်တို့သည်အမှန်တရားကိုမမြင်နိုင်တော့နိုင်ငံရေးလုံမှမှန်တယ်လို့လူမှုရေးလုံမှမှန်တယ်လို့ဟုတ်ပြီနော်တကယ်ဗုဒ္ဓဘာသာအစစ်
သာသနာနဲ့ကြုံတွေ့ရကြတကယ်နှက်ချင်ရင်တန်တရားဝတ်ကလွတ်မြောက်ရေးတာပရဏအကြဆုံးလို့မှတ်ဖြစ်အောင်မှတ်တော့ဟုတ်လားတကယ်တော့ဘသူမှမဆိုင်ပါဘူးအကြောင်းရှိလို့ကျိုးရှိကြအဲ့တော့ကိုလွတ်မြောက်ကြောင်းကိုအားထုတ်နိုင်ဖို့လိုအပ်မလို့လိုအပ်ပါအေးမြတ်စွာဘုရားရဲ့ဓမ္မလမ်းစဉ်ဟာဒါပါပဲအဲ့တော့အမှန်တရားကိုသိသူလွတ်မြောက်တယ်မသိရင်အဲ့တော့ဘသူလွတ်မြောက်ရေးဘသူအားထုတ်အောင်အဲ့တော့အခုလိုသာသနာနဲ့တွေ့ဖို့လွယ်သလားကိုစီအခုသာသနာကွဲပြီလားကဲဒီသာသနာဘသူအတွက်မကွဲတာလဲဟေးအဲ့ဒီလိုခံယူနိုင်တဲ့လူလွတ်မယ်ဟုတ်လားအဲ့တော့ဒီနေ့မြတ်စွာဘုရားတရားတော်တွေအခုဒီအဇိဒမာနဝဆိုတဲ့စိတ်နဲ့မေးလို့နှုတ်နဲ့ဖြေထားတဲ့ထူးခြားတဲ့ဖြစ်စဉ်ကြီးဟာဘသူအတွက်ကြံနေခဲ့တာအေးအဲ့တော့သူတော်ကောင်းတို့တွေကိုစီတရားကိုအရယူမှတရားသာလျင်ဗราဏပဲဆိုတဲ့နေ့သူတော်ကောင်းတို့လွတ်မြောက်တဲ့နေ့ရှင်းမလားအဲ့တော့တန်တရားဆိုတာဝတ်ကောင်ကြီးချမ်းသာသလားဆင်းရဲသလားဘယ်တော့မှကောင်းကျိုးမပေးပါဘူးဟုတ်မလားအဲ့တော့မြင့်သောဘဝမြတ်သောဘဝရုပ်သောဘဝတွေဆိုတာအပြောပဲတကယ်ရှိတာရုပ်တရားနဲ့အဲ့တော့မြင့်မြတ်တဲ့ခန္ဓာကိုယ်ကြီးတွေလည်းဖြစ်ပြီးရင်အဲ့တော့အတုမရှိမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတောင်အချိန်တန်တော့ပြိဋိဘံဆံရတယ်ဆိုတော့သူခန္ဓာကိုယ်ကြီးလည်းအိုချိန်တန်တော့အိုတယ်နာချိန်တန်တော့နာတယ်သိချိန်တန်တော့သိတယ်ဆိုတော့ဘယ်ခန္ဓာကောင်းတော့အဲ့တော့ဘယ်ခန္ဓာဘယ်တန်တရားဒီတန်တရားထဲမှာလင်းနေသူတွေချမ်းသာပါလားဆင်းရဲပါလားအဲ့တော့ခန္ဓာတန်တရားဘာသစ္စာသိတဲ့ဉာဏ်ကကဲမနဲ့မမှန်ကန်ကန်သိရင်နောက်ကလောဘဒေါသမောဟမာမနာအိတ်သာမစ္စရိအဘိဇ္ဇာပြပါတာလာအောင်မလားသိတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကဲအေးကဲလို့သစ္စာ40ပြိုင်တည်းကိုက်မှသာလျင်တန်တရားဝတ်တွင်းကလွတ်ကင်းမှဖြစ်တဲ့အတွက်မမေ့မလျော့မပေါ့စားသောတတိမလျှော့သောဇွဲလုံးလာဝရိယကိုလက်ကင်ထားပြီးတော့ဒီဘဝဒီခန္ဓာမစွန့်ကြခင်ဒီတန်တရားကကျွတ်လွတ်ထွက်မြောက်နိုင်အောင်ကြိုးစားကြစို့လို့တိုက်တွန်းရင်းနဲ့ဒီညဒီမြနဲ့နာကြစို့တင်မလင်ခွေထိုင်ဒုတုတ်ထိုင်နှစ်သက်သလုတ်ထိုင်နော်ဝေဝါးနေတဲ့တန်တရားကိုတရင်ကနဲ့ဖြတ်တောက်နိုင်အောင်ကြိုးစားကြည့်အောင်ဒီချိန်လေးမှာသားရေးသမီးရေးစီးပွားရေးလူမှုရေးသွားရေးပြန်ရေးလာရေးအားလုံးကိုလစ်လူရှုပြီးတော့ခန္ဓာရှိတဲ့ဉာဏ်သိကြိုက်အောင်ကြိုးစားမယ်တင်မလင်ခွေထိုင်ဒုတုတ်ထိုင်နှစ်သက်သလုတ်ထိုင်သို့သောခါမမထာခေါင်းမမထာလက်ဘဝနှစ်ဖက်ရှက်လက်မထိတ်ချင်းထိထားမယ်အရိယာဘုစိတ်တိုင်းကြရင်မျက်လွှာလေးချနာသီးဆုံးမှာတတိကလေးဖြည်းဖြည်းမှန်မှန်ရှုမယ်ဖြည်းဖြည်းမှန်မှန်ပြန်ထုတ်ဝဝရှုမယ်ဝဝထုတ်မယ်စိတ်မပြန့်လွင့်ပါစေနဲ့မတွေးဝေပါစေနဲ့မမှန်ရှုမမှန်ထုတ်ဝဝရှုဝဝထုတ်ဒီ15မိနစ်အချိန်လေးအတွင်းမှာတာယသမီးရေးစီပွားရေးလူမှုရေးအာယုန်တွေအားလုံးလစ်လူရှုမိမိခန္ဓာကပြတာကိုဉာဏ်နဲ့မြင်အောင်ကြည့်ပြီးမယ်ခန္ဓာအရှိနဲ့ဉာဏ်သိကြဲအောင်ရှုတာဝိပဿနာကိနုခောလောကီတဲ့နိဒယအဘယ်တရားသည်လောကကိုဖုံးလွှမ်းထားပါသလဲဖေဟာအစိဒာလောကကိုဖုံးလွှမ်းထားတာအဝိဇ္ဇာဆိုတာအမှောင်
တနည်းအားဖြင့်အသိပညာမရှိတာအဝိဇ္ဇာလို့ခေါ်ပါတယ်ဝိဇ္ဇာဆိုတဲ့တရားသလုံးရဲ့အ내အတိပ္ပယ်ကအရှိမှန်ကိုမသိခြင်းအဝိဇ္ဇာလောကမှာယုတ်နာနိဗ္ဗာန်ပြည့်ပြည့်စုံစုံပြောရင်စိတ်စေတသိက်ယုတ်နိဗ္ဗာန်စိတ်စေတသိက်ကနာယုတ်ကယုတ်နောက်နိဗ္ဗာန်ဒီသုံးပါးပဲရှိတယ်အဲ့ဒီယုတ်ရဲ့နာရဲ့နိဗ္ဗာန်ရဲ့သုံးခုပဲရှိတယ်ဒါပေမဲ့အဝိဇ္ဇာဆိုတဲ့တရားကဖုံးလွှမ်းထားတာမသိတာကယုတ်ကိုယုတ်မှလည်းမသိဘူးနာကိုနာမှလည်းမသိဘူးယုတ်နာမှမသိတော့နိဗ္ဗာန်ဆိုတာလည်းမသိတော့ဒီတော့တော်တို့အများဆုံးထိတွေ့ဆက်ဆံနေရတာပဲဘာသာခြားတခြားသောဘုရားဘာသာမဟုတ်တဲ့နိုင်ငံကလာတဲ့လူတွေတခြားဘာသာကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေသူတို့ကြည့်လိုက်ရင်ဒီရုပ်ကြောင့်ဒီအနံအကြောင်းကိုမသိတော့အတ္တတွေမာနတွေနဲ့လုံးရင်ဖြစ်ရမယ်ရှာရမယ်အဖြစ်တရားအရှိတရားတွေနောက်တကောက်ကောက်လိုက်ရင်းနဲ့တန်တရားရဲ့အကြောင်းကိုမသိတော့ကုသိုလ်မှလည်းမသိအကုသိုလ်မှလည်းမသိဝဆင်းရဲဆိုတာရှိမှလည်းမသိအချိန်တိုင်းရင်အိုမယ်မအိုခင်အလွတ်လွတ်ထားမနာခင်အလွတ်လွတ်ထားမအိုသေးပဲအိုမှကြောက်မနေနဲ့ဒီအသည့်တရားလောက်ကိုအမှန်ထင်တကယ်တော့အိုခြင်းတရားဆိုတာဒီတဘဝဒီတခန္ဓာတဲ့အတွက်အိုခဲ့တာမဟုတ်ဘူးတန်တရားတစ်လျှောက်လုံးခန္ဓာရတိုင်းအိုခဲ့တာဗုဒ္ဓတရားတော်ကအဲ့ဒီခန္ဓာရတိုင်းအိုနေတဲ့အအိုဇတ်သိမ့်အောင်လောကမှာအိုတတ်တဲ့တရားရှိရင်မအိုတတ်တဲ့တရားလည်းရှိတယ်ဆိုတာမိမောင်းထိုးပြထားတယ်နာရတဲ့တရားရှိရင်မနာတတ်တဲ့တရားအနာလွတ်တဲ့တရားရှိတယ်သေတတ်တဲ့တရားရှိရင်အသေလွတ်တဲ့တရားရှိတယ်ဒါမြတ်စွာဘုရားပွင့်လာမှသိမြင်ခွင့်ရတဲ့ဝိဇ္ဇာပညာအလင်းအဝိဇ္ဇာအမှောင်ကိုခွင်းပြီးတော့အလင်းကိုဆောင်ခဲ့တာဇာတိရှိရင်အဇာတိန်ဆိုတာပရိသေမနေရခြင်းပရိသေနေခြင်းဒုက္ခမှာလွတ်မြောက်ခြင်းတရားရှိတယ်ဇရာရှိရင်အဇရာမအိုရာရှိတယ်ဗျာတိနာခြင်းတရားရှိရင်အဗျာတိမနာခြင်းတရားရှိတယ်ဒါအဝိဇ္ဇာနဲ့ဝိဇ္ဇာကွာခြားချက်အဝိဇ္ဇာကအိုခြင်းတိုင်းရင်အိုမှာပဲနာခြင်းတိုင်းရင်နာမှာပဲသိခြင်းတိုင်းရင်သိမှာပဲဒီလောက်ပဲသိပါတယ်အိုနာသိလွတ်ကြောင်းတရားကိုဝိဇ္ဇာကမှသိတယ်အဲ့တော့အသိပညာမရှိတာအဝိဇ္ဇာဒါကြောင့်လွဲမှားနေတဲ့တရားကြီးကဘယ်လိုယုံလို့ကမ်းလို့ယုံကကမ်းရကောင်းမှမသိတာအဝိဇ္ဇာလောကကိုဖုံးလွှမ်းထားတာအဝိဇ္ဇာအထင်ရှားရှိပါတယ်သင်္ခါရတရားကြီးကိုမထင်ရှားအောင်ဝေဝါးသွားအောင်ပြုလုပ်ထားတာကမစ္စရိယစိတ်နဲ့ပမာဒမစ္စရိယငါသာလေးအဟုတ်ငါသာလေးအမှန်ငါလိုဟုတ်သူမှန်သူတော်သူတတ်သူမရှိစေရငါလောက်သိတဲ့လူငါလောက်တတ်တဲ့လူငါလောက်မြင်တဲ့လူမရှိဘူးမရှိစေရမစ္စရိယအဲ့ဒီမစ္စရိယစိတ်ကလောကအမှန်တရားကြီးကိုဝေဝါးသွားစေတယ်လွတ်မြောက်ကြောင်းတရားကြီးသိပြီးမလုံနိုင်သေးဘူးဘယ်သူကြောင့်လဲမေးရင်ဒီမစ္စရိယကြောင့်ပါပဲ
အဲ့တော့ဗုဒ္ဓရှင်တော်ဘုရားကသူတော်ကောင်းတို့ဦးဇင်းတို့ကိုလမ်းပြောက်အောင်အရိယသစ္စာ၄ပါးတရားတွေနာကြားသိမြင်နေရပါရဲ့တန်းနဲ့လမ်းပြောက်အောင်ဒါကြောင့်ကမ္မထံတရားတွေမှာတောင်းမှအလွန်သတိထားဖို့ကောင်းပါတယ်ဓမ္မအလွန်ယူပါတယ်အလွန်ဖြောင့်ပါတယ်အလွန်စင်ကြယ်ပါတယ်အေးတရားရှာဖွေသူတယောက်ကအဲ့ဒီမစ္စရိယဝင်လာပြီဆိုရင်အထူးအစမ်းအကျော်အမော်ရှာကြတယ်ထူးခြားတာကိုတရားထင်တယ်တရားကျိုးရပြီတရားဟာသင်္ခါရနဲ့အနိစ္စပဲရှိတယ်ဘယ်တော့မှထူးเสียမရှိဘူးအထူးကိုတရားထင်ရင်အယူမပြောက်သေးလို့ဓမ္မထားပါလောကမှာအရှိအမှန်တရားသိယူသားတယ်သိဖြူစင်သိပြီးငြိမ်းချမ်းပါတယ်ပူလောင်မှုအလျင်းမရှိပါဘူးမစ္စရိယစိတ်နဲ့ရှင်းနေတယ်ဆိုရင်ကိုကိန်းထားတဲ့ကိုရနေတဲ့ဓမ္မသည်ပြည့်စုံမှန်ကန်မှုမရှိသေးဘူးလို့မှတ်ပြီးတော့ကြိုးစားပါတတိလက်မလွတ်ပါစေနဲ့တတိထားပါတတိလက်မလွတ်ပါစေနဲ့မကြခင်အချိန်တွင်မှာတရားချပါမယ်တရားချတဲ့အခါမှာတရားချခြင်းနဲ့စိတ်ကလေးကနံတရားတရားချလိုက်တာယုတ်တရားယုံနာတစ်ခုကိုဉာဏ်တစ်ခုနဲ့ဆင်ခြင်ပြီးတော့တရားချပေးပါအားလုံးတရားချပေးနိုင်ပါပြီအားလုံးတရားချပေးနိုင်ပါပြီအားလုံးတရားချပေးနိုင်ပါပြီဘိဒုက္ခတွေတတ္တန္တရကအချင်းချင်းလက်နဲ့တုပ်ပြတ်တပ်ဖြတ်နေတဲ့ကတ္တိဒါမြန်မာနိုင်ငံမှာလည်းမလွတ်ပါဘူးကမ္ဘာပေါ်မှာလည်းအသီးသီးရှိနေပါတယ်အဲ့တော့နောက်တစ်ခါသဘာဝဘိဒုက္ခအန္တရာယ်တွေယောဂန္တရကဒုဗ္ဗိကန္တရကဆိုတဲ့အသီးသီးကလွတ်မြောက်အောင်နော်အခုမြတ်စွာဘုရားရဲ့ဘုရားတရားတန်ခါဂုဏ်ကျေးဇူးကိုအာရုံပြုပြီးတော့တတ္တဝါအလုံးဘေးရန်ကင်းရှင်းကြစေကြောင်းဘေးရန်ဒုက္ခအပေါင်းမှလွတ်မြောက်ပါစေလို့ကရုဏာရှေ့ရှုပြီးသစ္စာပြုရအောင်အဲ့ဒီစာရွက်ကြည့်ပြီးဥစဉ်နဲ့တပြိုင်နဲ့သစ္စာပြုရင်ရမလားကဲအားလုံးကြိုးစားကြည့်အောင်တတ္တဝါတွေဘေးရန်ကင်းရှင်းကြစေကြောင်းကရုဏာရှေ့ရှုသစ္စာပြုကြပါစို့ဘဝသောတံသစေဘုဒ္ဓတေနောလောကံတကူဝိတုဧတေနာသစ္စာဝတ္တေနာဒုက္ခမုစ္ဆန္တုပါဏိနောမြတ်စွာဘုရားသည်ဘဝရေကိုကူးမြောက်ပြီးဖြစ်၍လောကဤအဆုံးသို့ရောက်လျက်လောကကိုသိသောပုဂ္ဂိုလ်သည်အကယ်၍ဖြစ်အံ့ဤကဲ့သို့ဖြစ်သည်ရှိသောဤမှန်သောသစ္စာစကားကိုဆိုခြင်းကြောင့်တတ္တဝါအလုံးတို့သည်ဆင်းရဲဒုက္ခအပေါင်းမှကင်းဝေးလွတ်မြောက်နိုင်ကြပါစေကုန်သတည်းယတိတန္တိကမောမေကောမောခောသစ္ဆန္တိကံဒုက္ခံရေတေနာသစ္စာဝဇေနာဒုက္ခမုစ္ဆန္တုပါဏိနောမေတိနိဗ္ဗာန်သို့ရောက်ကြောင်းတရားဖြစ်၍နိဗ္ဗာန်သည်လည်းဧကံစင်စစ်ချမ်းသာသောတရားသည်အကယ်၍ဖြစ်အံ့ဤကဲ့သို့ဖြစ်သည်ရှိသောဤမှန်သောသစ္စာစကားကိုဆိုခြင်းကြောင့်တတ္တဝါအလုံးတို့သည်ဆင်းရဲဒုက္ခအပေါင်းမှကင်းဝေးလွတ်မြောက်နိုင်ကြပါစေကုန်သတည်းသံဃောစေတိဏ္ဏကန္တာရောပုည္ဏခေတောအနုတ္တရောဧတေနာသစ္စာဝဇေနာဒ
ဒုက္ခမုစ္ဆန္တုပါဏိနောသံဃာတော်သည်သံတရာခရီးကဲကိုကူးမြောက်ပြီးဖြစ်၍အတုမရှိသောကုသိုလ်မျိုးစေ့ကိုစိုက်ပျိုးရာလေယာမြေကောင်းသဖွယ်အကယ်၍ဖြစ်အံ့ဒီကဲ့သို့ဖြစ်သည်ရှိသောဒီမှန်သောသစ္စာစကားကိုဆိုခြင်းကြောင့်တတ္တဝါအလုံးတို့သည်ဆင်းရဲဒုက္ခအပေါင်းမှကင်းဝေးလွတ်မြောက်နိုင်ကြပါစေကုန်သတည်းသာဓုပါဓုတတ္တဝါများဘေးဒုက္ခအန္တရာယ်တွေမှကင်းဝေးလွတ်မြောက်ကြပါစေကြောင်းကရုဏာရှိရှုသစ္စာပြုပြီးတဲ့နောက်ကောင်းကျိုးချမ်းသာမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေခြင်းလို့ကမေတ္တာဘာဝနာပွားများအားထုတ်ကြပါဦးစို့လုံးစုံများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေးကင်းစင်ဝေးငြိမ်အေးကြပါစေလုံးစုံများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေးကင်းစင်ဝေးငြိမ်အေးကြပါစေလုံးစုံများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေးကင်းစင်ဝေးငြိမ်အေးကြပါစေလက်ပါလိုခြင်းအချင်းချင်းကင်းရှင်းကြပါစေအထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေဆင်းရဲလိုခြင်းအချင်းချင်းကင်းရှင်းကြပါစေလက်ပါလိုခြင်းအချင်းချင်းကင်းရှင်းကြပါစေအထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေဆင်းရဲလိုခြင်းအချင်းချင်းကင်းရှင်းကြပါစေလက်ပါလိုခြင်းအချင်းချင်းကင်းရှင်းကြပါစေအထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေဆင်းရဲလိုခြင်းအချင်းချင်းကင်းရှင်းကြပါစေတတ္တဝါခသိမ့်တရားကိန်းအေးငြိမ်ကြပါစေတတ္တဝါခသိမ့်တရားကိန်းအေးငြိမ်ကြပါစေတတ္တဝါခသိမ့်တရားကိန်းအေးငြိမ်ကြပါစေသာဓုသာဓုကဲတူလူချင်းချင်းအမြဝေအောင်လိုက်ဆိုအရှင်ဘုရားဘုရားတော်ဝိတော်မတို့သည်ယနေ့ယခုလူတန်းရသောဒါနကုသိုလ်စောင့်တည်ရသောကရဏဂုံသုံးပါးနှင့်တကွသီလကုသိုလ်ပွားများရသောဘာဝနာကုသိုလ်ကောင်းမှုအစုစုသည်ဒုက္ခခတ်သိအင်းကြီးယာမံယနေ့ဗံကိုရရကြောင်းအထောက်အပံ့ဖြစ်ပါစေသာရှင်မြတ်ဖရာဤကောင်းမှုအစုစုတို့ဤအဖို့ဘာကကိုအထူးအားဖြင့်မိခင်ဖခင်ကျေးဇူးရှင်နှင့်ဆရာသခင်တို့အားအစထား၍30ဘုံကျင်းလဲကုန်သောဒုက္ခိတဒုက္ခိတသတ္တဝါပေါင်းတို့အားကုသိုလ်အမြတ်ပြီးဝေငှပါကုန်၏ထိုသတ္တဝါပေါင်းတို့သည်ဘုရားတပည့်တော်တို့နှင့်ကောင်းမှုအဖို့ကိုထပ်တူထပ်မြအမြရကြ၍ကိုယ်စိတ်နှဖျား
ခြင်းမာချမ်းသာစွာနှင့်သစ္စာဉာဏ်အလင်းဝင်လင်းပါစေကုန်သတည်းကုသိုလ်အမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုကုသိုလ်အမြတ်ယူတော်မူကြပါကုန်လောသာဓုကုသိုလ်အမြတ်ယူတော်မူကြပါကုန်လောအလုံးစုံသူတော်ကောင်းပေါင်းတို့ဦးဇင်းယဟန်ဖြစ်သည်မှဆက်၍ယနေ့တိုင်အောင်ပြုအပ်ခဲ့သောဓမ္မဒေသနာယကောင်းမှုကုသိုလ်ကံအဖျားဖျားအနမတ္တကသန္တရာမယနေ့တိုင်အောင်ဖြစ်ခြင်းစည်းဝူးခဲ့သောဒါနသီလဘာဝနာကောင်းမှုကုသိုလ်ကံအဖျားဖျားဗုဒ္ဓသာသနာအကျိုးဆောင်လုပ်ငန်းသို့မင်္ဂလာမိသားစုများမှပြုအပ်ခဲ့သောကောင်းမှုကုသိုလ်အဖျားဖျားတို့အားယနေ့ကြွလာယောဂီသူတော်စင်ပေါင်းတို့နှင့်တကွစင်ကာပူနိုင်ငံအတွင်းမိတိနှင့်ထိုင်ကြကုန်သောလူနာများစွာတတ္တဝါပေါင်းတို့အားကုသိုလ်အမြတ်ပေးဝေငှပါ၏အလုံးသောတတ္တဝါအပေါင်းတို့သည်ကောင်းမှုကုသိုလ်အဖို့ကိုအမြတ်ရကြကုန်သည်ဖြစ်လျက်မသူတော်တရားပေအယူမှားသောဘေးမှအမြန်ဆုံးကင်းဝေးလွတ်မြောက်နိုင်ကြပါစေကုန်သတည်း